တန်ယုတ်တနိကေမဟာဝကတန်ယုတ်ပါဠိတော်မှာလာရှိတဲ့တတိပဋ္ဌာနတန်ယုတ်ထဲမှာလာရှိတဲ့စုံဒသုတ်တံတဲ့ဒီသုံးတန်ကိုအခြေခံပြီးတော့တတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအာကိုရာလို့တရားကောင်းစဉ်လေးပေးပြီးတော့ပေးသက်ပေါင်းတော်ကောင်းတို့နာယူကြည်ညိုကြည့်ကြမယ်တတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအာကိုရာဘဝမှာအာကိုရာဆိုတာကိုအသိဉာဏ်ရှိကြတဲ့လူသားတိုင်းရှားထားကြရမှာပါရှားလည်းပဲရှားထားကြတာပါပဲကိုနားလဲထားသလိုကိုသဘောပေါက်ထားသလိုပေါ့နော်အမျိုးမျိုးသောအာကိုရာကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာကိုအတိုင်းတာလေးနဲ့ကိုတော့ရှားထားကြတာမရှိဘူးလားရှိရနော်လူချင်းချင်းအာကိုရာလို့ထင်ကြတဲ့ပုဂ္ဂိုလ်တွေကကိုဘေးမှာအာကိုစရာလူရှိအောင်ရှားကြတယ်ပေါ့ဝေကြီးဥစ္စာဒနဒါတွေဟာအာကိုရာလို့ထင်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ဒီဒနအစရှိတဲ့ငွေကြေးဥစ္စာတွေကိုရှားထားကြတယ်ပေါ့တက်ကျွမ်းတဲ့ပညာသီတာလည်းအာကိုရာလို့နားလည်ထားကြတဲ့လူတွေကလည်းပဲဒါပညာတက်ကျွမ်းအောင်သင်ကြားရင်းဖြင့်မိမိတို့ရဲ့အာကိုရာကိုရှားကြတယ်ပေါ့ကိုနားလည်ထားသလိုကိုသဘောပေါက်ထားသလိုကိုဘဝအတွက်အာကိုရာဆိုတာတွေကိုလူသားတွေဟာနှီးမျိုးစုံနဲ့ရှားထားကြတယ်ဟုတ်လားအဲ့ဒီရှားထားတဲ့ကိုယ်စိတ်ထဲမှာအာကိုရာလို့ထင်တဲ့အဲ့ဒီအရာတွေဟာအာကိုရတဲ့အခါလဲရှိတယ်အာကိုခြင်းမှလည်းကိုရလိမ့်မယ်ပေါ့အာမကိုရတဲ့အခါလဲရှိမယ်ပေါ့ဒါပေမဲ့အဲ့ဒီအပေါ်ယံအာကိုရတွေကတော့များသောအားဖြင့်တကယ်ဒုက္ခကြုံလာပြီတကယ်ဒုက္ခဖြစ်လာပြီဆိုရင်တော့အာကိုရမဖြစ်တာပဲများပါတယ်ဟုတ်လားအဲ့တော့အဲ့ဓာတွေဟာတကယ်တမ်းကတော့စစ်မှန်တဲ့အာကိုရလို့မဆိုနိုင်ဘူးအဲ့တော့ဘဝမှာစစ်မှန်တဲ့အာကိုရတကယ်ဒုက္ခဖြစ်လာတဲ့အခါမှာဆိုရင်တရားတွေနဲ့ကြုံလာတဲ့အခါမျိုးငိုကြွေးစရာတွေနဲ့ကြုံလာတဲ့အခါမျိုးယောဂဗျာတွေနှိပ်စက်လာတဲ့အခါမျိုးနောက်ဆုံးဒီခန္ဓာကိုယ်ကြီးပျက်စီးတော့မဲ့အခါကာလမျိုးဒါတနေ့တစ်ချိန်မှတေချာပေါက်ရောက်လာမှာဟုတ်လားဟေးအဲ့ဒါလိုအလွန်ကြီးကျယ်တဲ့ဘေးတွေအန္တရာယ်တွေဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်မိမိကြိုးစားအထောက်ထားတဲ့တတိပဋ္ဌာန်တရားသီတာလေးရဲ့စစ်မှန်တဲ့အာကိုရာဆိုတာလေးကိုဒီသုတ်တံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောပြထားတယ်အဲ့ဒါကိုပေးသက်ပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအာကိုရာဆိုတဲ့တရားကောင်းစဉ်လေးနဲ့နော်တဏှာကြီးပို့ပေါ်လောက်အချိန်ယူပြီးတော့နာယူကြည်ညိုကြည့်ကြမယ်နော်ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရေယပညာပေဇောတဝိဟတမောဟတမသာနရမရလောကကရုံဝန္တိဒုက္ကတံဂတိဝိမု ddhaကရုဏာတိတလဟရေယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပေဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအယဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီထသောသာနရမရလောကကရုံလူနတ်မြမတတဝနန္တတို့ဤကြောက်တီတန်တို့လေကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ddha ဒေဝမနုဿနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတော်မှလေအထူးသဖြင့်ကင်းလွတ်တော်မူပြီထသောဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပြီထသောဘ
ဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ဖြတ်သားထင်းထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမှာကာယဝစီမနောချီ၍သုံးဤဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆောင်မောဟရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားတတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအာကိုရာတဲ့စတင်ပြီးတော့နာယူကြီးညိုကြရအောင်ဗျာဦးဇင်းတို့ဘုရားရှင်ကိုရောမြတ်ကြီးအခါတစ်ပါးမှာတာဝတိပြည်မွန်ဇေတဝန်ကျောင်းတိုက်တော်မှာတရင်သုံးတော်မူစဉ်ကာလဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ရတော်ရန်ဖြစ်တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဟာနော်နာလကရွာသူရဲ့မွေးဖွားရာတိုက်ခန်းမှာပဲပြင်းထန်တဲ့ယောဂဝေဒနာနှိပ်စက်လို့ပြိဋိဘံဆံရတယ်အဲ့လိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံဆံကနေ့မှာကိုရောမြတ်ကြီးကိုပြုစုတဲ့ပုဂ္ဂိုလ်ကဘယ်လိုလဲဆိုတော့သူ့ရဲ့ညီအရင်ဖြစ်တဲ့စုံဒမထေနော်အဲ့ဒီစုံဒမထေကရှင်သာရိပုတ္တရာကိုပြုစုတယ်အဲ့လိုပြုစုတဲ့ကြားတဲ့ကပဲခန္ဓာကိုယ်ရဲ့နောက်ဆုံးသဘာဝလို့ဆိုရမယ်ပေါ့နော်ပျက်စီးမှုပေးချုပ်အဲ့လိုရှင်သာရိပုတ္တရာကိုရမကြီးပြိဋိဘံဆံသွားတော့ရှင်သာရိပုတ္တရာရဲ့တပိတ်တေသင်္ကန်းနေအယိုးဓာတ်တော်တွေကိုယူလာပြီးတော့ရှင်စုံနာကဘဲကြွလာတော့ဆိုတော့ဦးဇင်းတို့တာဝတိပြည်ရှိတော်အကြောင်းကိုကြွလာတယ်ကြွလာပြီးတော့သူကမြတ်စွာဘုရားစီကိုအရင်မသွားသေးပဲနဲ့အရှင်သာရိပုတ္တရာနဲ့အလွန်ရင်းနှီးတဲ့ရှင်အနန္ဒမထေရမျက်စိကိုအရင်ကြွသွားတယ်ကြွသွားပြီးတော့ရှင်စုံနာကဘာပြောတော့ဆိုတော့အရှင်ဘုရားအာနန္ဒာတဲ့ဟောဒီတပိတ်ဟောဒီသင်္ကန်းဟောဒီရေစစ်ဒီအသုံးဆောင်တွေဟာရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့တပိတ်တွေသင်္ကန်းတွေရေစစ်တွေပါဘုရားဟောဒီဓာတ်တော်တွေကတော့ဟောဒီအယိုးဓာတ်တော်တွေကတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ခန္ဓာကိုယ်ကကျွင်းကြံတဲ့အယိုးဓာတ်တော်တွေပါဘုရားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံဆံပါပြီလို့အဲ့ဒါလို့စုံနမထေကရှင်အနန္ဒာကိုလျှောက်တယ်ပေါ့အဲ့လိုလျှောက်တဲ့အခါကျတော့ရှင်အနန္ဒာကအရှင်စုံနာတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကြီးကိုသွားဖို့မြတ်စွာဘုရားအတွက်စကားလက်ဆောင်ရပြီဒါကြောင့်ဒီအကြောင်းအရာကိုအကြောင်းပြုတ်ပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့တို့ဖူးမြော်ကြမယ်ဆိုပြီးတော့ရှင်အနန္ဒာကိုရောမြတ်ကအဲ့ဒီရှင်စုံနာကိုပါအပါခေါ်ပြီးတော့မြတ်စွာဘုရားကြီးကြွသွားတယ်။ခေါ်ရောက်တော့မြတ်စွာဘုရားကိုရှေ့အခုဥချတင်တင်လျောက်ပတ်တဲ့နေရာမှာထိုင်ပြီးတော့ရှင်အနန္ဒာကမြတ်စွာဘုရားကိုပါလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံစံပါပြီတဲ့ဘုရားဟောဒီတပိတ်ဟောဒီသင်္ကန်းဟောဒီရေစစ်ဟောဒီအယိုးဓာတ်တော်တွေဟာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့တပိတ်သင်္ကန်းရေစစ်အယိုးဓာတ်တော်ဖြစ်ပါတဲ့ဘုရားဘုရားတပည့်တော်မှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံစံပြီလို့ကြားလိုက်တော့စိတ်ထဲမှာအလွန်လေးလံထိုင်မိုင်းသွားတယ်တဲ့အရှိအနောက်တောင်မြောက်ဆိုတဲ့အရက်မျက်နာတွေကိုတောင်မမှတ်သားနိုင်လောက်အောင်ဖြစ်သွားတယ်တဲ့ဒါကတော့ခေါင်းတွေကိုခြားခြားလဲသွားတယ်လို့ပြောကျင်တာလေလားလို့ဦးဇင်းကစဉ်းစားကြည့်ဘယ်ဟာအရှိဘယ်ဟာအနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်လို့တောင်မမှတ်သားနိုင်အောင်ဖြစ်သွားတယ်တဲ့စိတ်ထဲမှာလည်းအလွန်လေးလံသွားတယ်တဲ့နော်ပြီးတော့သူတော်ကောင်းတရားတွေကိုမေ့သလိုတောင်ဖြစ်သွားတယ်တဲ့ရှင်အနန္ဒာကိုရောမြတ်ရဲ့ခံစားချက်ပေါ့အဲ့ဒီအချိန်မှာအရှင်အနန္ဒာကသောတာပန်ပဲရှိသေးတာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့အရှင်အနန္ဒာမထေရမြတ်တို့ကအလွန်တရာမှယဉ်နေတယ်ကျွမ်းဝင်တယ်ဟောနော်လောကီအပြောလေးနဲ့ပြောရမယ်ဆိုရင်တော့အလွန်မှတန်ရောစဉ်ကြီးတယ်လို့ပြောရပါအဲ့ဒါကြောင့်မလို့ရှင်အနန္ဒာကသူ့မှာအလွန်ခံစားရတာကိုမြတ်စွာဘုရားကိုလျှောက်တာလျှောက်တော့မြတ်စွာဘုရားကဘာအမိန့်ရှိတော့အံ့ဩစရာပါပဲအနန္ဒာတဲ့တဲ့မှာအဲ့လိုစိတ်တွေလေးလံထိုင်မိန်သွားရအောင်ကအယက်မျက်နာတွေကိုတော့မမှတ်သားနိုင်လောက်အောင်ဖြစ်သွားရအောင်က
တာရိပုတ္တရာပြိဋိဘံစံသွားတာဟာတင့်ရဲ့သီလအစုတမာရီအစုပညာအစုဝိမု ക്തി အစုဝိမု ക്തി ဉာဏတတနာအစုဆိုတဲ့အဲ့ဒီတရားတွေကိုယူသွားပြီးတော့မြန်ပြိဋိဘံစံသွားလို့လားတဲ့ဆိုလိုတာကရှင်သာရိပုတ္တရာကတင့်ရဲ့သီလတမာရီပညာတွေကိုယူပြီးတော့မြန်ပြိဋိဘံစံသွားလို့လားတဲ့သင်အဲ့လောက်ဝမ်းနေရအောင်လားတာမန်စဉ်းစားကြည့်ရင်တော့အလွန်ခွာကြတဲ့မေခွန်းလို့ပြောရမှာပါဟုတ်လားအဲ့လိုမြတ်စွာဘုရားကအမိန့်ရှိတော့ရှင်အနန္ဒာကမြတ်စွာဘုရားတဲ့ဒါအဲ့လိုတာမန်တယောက်ကပြောမယ်ဆိုရင်တော့ဒါစိတ်ဆိုးစရာလို့ထင်စရာရှိတယ်ပေါ့နော်ဒါပေမဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးကအမိန့်ရှိတာဆိုတော့ရှင်အနန္ဒာကအဲ့လိုစိတ်တူစိတ်ဆိုးတာမရှိပါဘူးမြတ်စွာဘုရားတဲ့ရှင်သာရိပုတ္တရာကိုမြတ်ကြီးကဘုရားတပည့်တော်ရဲ့သီလတမာရီပညာဝိမု ക്തി ဝိမု ക്തി ဉာဏတတနာဆိုတဲ့အဲ့ဒီတရားအထူးအမြတ်တွေကိုယူပြီးတော့ပြိဋိဘံစံသွားတာတော့မဟုတ်ပါဘူးဘုရားတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟာတန်ဃာတွေရဲ့အပေါ်မှာအလွန်တရာမှငဲ့ညာတဲ့ထောက်ထားတဲ့ကျေးဇူးများတယ်ဘုရားတပည့်တော်တို့ရဲ့အပေါ်မှာလည်းအလွန်မှကျေးဇူးများတယ်တရားဖြင့်ထက်သန်သေးတယ်ရွှင်လန်းစေတယ်မသိတာတွေကိုသိအောင်ပြောပြတယ်တန်တရားဖြစ်တာတွေကိုရှင်းအောင်ပြောပြတယ်အဲ့လိုဘုရားတပည့်တော်တွေအပေါ်မှာအလွန်တရာမှကျေးဇူးများတဲ့အတွက်ကြောင့်ဘုရားတပည့်တော်တွေရဲ့စိတ်ထဲမှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြိဋိဘံစံသွားတာနဲ့ပတ်သက်ပြီးတော့အလွန်အမင်းထိခိုက်ရတဲ့ခံစားရပါတယ်လို့အဲ့ဒါလိုမျိုးရှင်အနန္ဒာကလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားကရှင်အနန္ဒာကိုရောမြတ်ကိုနှစ်သိမ့်ရတယ်ပေါ့ဘယ်လိုပြောရရင်တော့တရားချရတယ်ပေါ့နော်အနန္ဒာတဲ့ချစ်ခင်အပ်မြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ခွဲသို့မဟုတ်တေခွဲကွဲကြရလိမ့်မယ်ဆိုတာကိုဟိုးရှိတုန်းကစပြီးတော့ငါဘုရားအထက်ထက်အခါကဟောထားပြီးမဟုတ်ပါလားတဲ့တတ္တဝါတွေဆိုတာအမြဲထာဝရအတူတူနေကြရမှာမဟုတ်ဘူးအခါအတန့်လေးပဲနေကြရတာပါဒါကြောင့်နေရတော့အခါအတန့်လေးမှာမေတ္တာတရားနဲ့တယောက်ရဲ့အကျိုးကိုတယောက်လိုလားပြီးတော့အကျိုးရှိရှိနေထိုင်နိုင်အောင်ကြိုးစားရမှာခုကိုအမြဲတမ်းနေကြရတဲ့လူတွေအတူတူနေကြရတဲ့လူတွေဟာတကယ်တမ်းကတော့အမြဲထာဝရအတူတူနေကြရမှာမဟုတ်ပါဘူးအဲ့ဒါလို့အမြဲထာဝရအတူတူနေရမှာမဟုတ်ဘူးဆိုတဲ့ဒီအမှန်တရားကိုစဉ်းစားမိခြင်းဒီပင်လျင်ဆက်ဆံရေးကိုပို့ပြီးတော့ပြည်လေနိုင်စေတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါခဏပဲဆိုတဲ့အတွေးဟာနေရာတုံးကလေးဆိုတဲ့အတွေးကစိတ်ကိုနုညံ့သွားစေတယ်တိမ်မွေ့သွားစေတယ်နော်မေတ္တာကရုဏာကိုဖြစ်ပေါ်သွားစေတယ်ဟုတ်လားဒါကြောင့်အတူတူနေကြရတဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်လူသားတွေဟာအမြဲထာဝရအတူတူမနေကြရဘူးဆိုတဲ့အချက်ကိုမေ့လျော့နေတတ်တယ်ပေါ့ဟုတ်လားအဲ့ဒါလိုမေ့လျော့နေတော့မကောင်းဘူးဆိုရင်လည်းဒါအမြဲမကောင်းနေတော့တာလို့စိတ်ကအဲ့လိုထင်တာဟုတ်လားအဲ့တော့မကောင်းရင်လည်းပဲတုံတန်းဟာတီးမခံနိုင်ဘူးနော်ကောင်းတယ်ဆိုရင်လည်းအလွန်မင်းဆွဲလန်းနေပေါ့တကယ်တမ်းကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအတူတူနေကြရတဲ့ပုဂ္ဂိုလ်တွေဟာအမြဲထာဝရနေခွင့်မရှိပါဘူးအဲ့ဒီအမှန်တရားဟာစဉ်းစားမယ်ဆိုလို့ရှိရင်အလွန်တရာမှလူတယောက်ကိုမြင့်မြတ်သွားစေလိမ့်မယ်တန်ရှင်းစင်ကြယ်သွားစေလိမ့်မယ်ဒါကြောင့်လည်းဦးဇင်းတို့အဘိဓသုတ်တံမှာတဗ္ဗေဟိမေပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝချစ်အခင်အမြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ငါဟာတေချာပေါက်ခွဲခွာရလိမ့်မယ်ကွဲကွာသွားရလိမ့်မယ်ဆိုတဲ့အချက်ကိုယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူသားတွေပဲဖြစ်ဖြစ်ရှင်ယဟန်တွေပဲဖြစ်ဖြစ်အမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်လို့မြတ်စွာဘုရားအမိန့်ရှိထားဟုတ်လားအခုလည်းပဲမြတ်စွာဘုရားကရှင်အနန္ဒာကိုအမိန့်ရှိနေတယ်ချစ်သားအနန္ဒာတဲ့ချစ်ခင်အမြတ်နိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ကိုယ်ကွင်းကြရလိမ့်မယ်အမြဲထာဝရအတူတူနေခွင့်မရှိဘူးဆိုတဲ့အချက်ကိုဟိုးရှိတုန်းကပဲငါဘုရားမကြာခဏဟောထားခဲ့ပြီးမဟုတ်ပါလားတဲ့မြတ်စွာဘုရားကနော်ဖြစ်လာတတ်တဲ့သဘောရှိတဲ့ကြီးပွားတတ်တဲ့သဘောရှိတဲ့ပြုပြင်ရတဲ့သဘောရှိတဲ့ပျက်စီးသွားတဲ့သဘောရှိတဲ့ဒီသင်္ခါရတရားတွေဟာတေချာပေါက်ပျက်စီးသွားလိမ့်မယ်နော်တဘာဝတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား၄မျိုးပြောတယ်ပေတတို့နည်းနည်းလေးသတိထားမိလိုက်မလားမသိဘူးဖြစ်တတ်တဲ့သဘောရှိတဲ့ကြီးပွားတတ်တဲ့သဘောရှိတဲ့ပြုပြင်ရတဲ့သဘောရှိတဲ့ပျက်စီးသွားတတ်တဲ့သဘောရှိတဲ့နော်ရုပ်တဏ္ဍသဘာဝတရားတွေဆိုတာဖြစ်เสียအကြောင်းရှိတော့ဖြစ်လာတယ်ဖြစ်လာပြီးတော့နည်းနည်းတော့ကြီးပွားလိုက်သေးတာပဲဟုတ်လားအကြီးပွားလာတယ်ပေါ့ဒါအတိကအဖြစ်ကိုယ့်ဘဝလေးကိုပြန်ပေါ်စဉ်းစားကြည့်ပေါ့အမိဝမ်းကောင်းကနေပြီးတော့ဒါကျွတ်လာတဲ့ဆာတဖြည်းဖြည်းနဲ့ကြီးပွားလာတယ်
ဖြစ်လာတယ်ကြီးပွားလာတယ်ပြီးတော့ဘာလို့ပြုပြင်ရတယ်အချိန်နဲ့အမျှဒါပျက်စီးမသွားဖို့အတွက်တရားဓမ္မတို့ဦးဇင်းတို့နောက်ကစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေနဲ့တိဆောက်ယူရတဲ့သဘောပြုပြင်ယူရတဲ့သဘောဘလို့ပဲပြုပြင်ပြီးတော့ပျက်စီးသွားမယ်တဘာဝတရားတွေရဲ့နော်သဘောတဘာဝလေးတွေကစိတ်ဝင်စားမယ်ဆိုရင်စိတ်ဝင်စားတယ်မကောင်းဘူးလားကောင်းတယ်အဲ့ဒါမြတ်စွာဘုရားကဖြစ်တတ်တဲ့ကြီးပွားတတ်တဲ့ပြုပြင်ရတဲ့ပျက်စီးသွားတတ်တဲ့ဒီသဘာဝတရားတွေကိုမပျက်စီးပါစေလင့်လို့ဘလို့ပဲတောင့်တစေကမူအဲ့ဒါဟာရနိုင်တဲ့အရာဌာနမဟုတ်ဘူးတဲ့ဟုတ်လားဖြစ်တတ်သောကြီးပွားတတ်သောပြုပြင်ရသောပျက်စီးတတ်သောဒီသဘာဝတရားတွေကိုမပျက်စီးပါစေလင့်လို့ဘလို့တောင့်တလို့မှဒီအရာဟာမရနိုင်ဘူးဒါကြောင့်မို့လို့သင်္ချစ်သားတို့ဟာလူရင်းတရားလေးအဲ့ဒီမှာစပြီးတော့မြတ်စွာဘုရားပြောတယ်အတ္တဒီပါဝိဟရထအတ္တတရဏအနေညတရဏဓမ္မဒီပါအနေညတရဓမ္မဒီပါဓမ္မတရဏအနေညတရဏအနန္နာတဲ့အဲ့ဒီလိုသဘာဝတရားတွေဟာတေချာမောက်ပျက်စီးသွားမှာမပျက်စီးပါစေလင့်လို့တောင့်တလို့မရတဲ့အတွက်ကြောင့်သင်တို့ဟာတဲ့အတ္တဒီပါဝိဟရထအတ္တတရဏအနေညတရဏမိမိကိုယ်ကိုအားကိုးပြီးတော့မိမိမှတပါတခြားဘယ်အရာကိုမှအာမကိုပဲနဲ့နော်မိမိကိုယ်ကိုသာမှီခိုအားပြုပြီးတော့နေကြရမယ်တစ်ချက်ဟုတ်လားမိမိကလွဲပြီးတော့တခြားဘယ်အရာကိုမှအာမကိုပဲနဲ့မမှီခိုပဲနဲ့ကိုပဲမှီခိုအားကိုးပြီးတော့ဒီနာမအတ္တဒီပါဒီပဆိုတာတော့ကျွန်းလို့လည်းအဓိပ္ပာယ်ရတယ်ကျွန်းဆိုတာကပင်လေတဲ့သမုဒ္ဒရာထဲမှာဒါကျွန်းဆိုတာပိတ္တုသိပါနော်အဲ့ဒါကသူကဒါပင်လေသမုဒ္ဒရာထဲမှာထောက်ရတီရလေးပေါ့ရည်နေတဲ့လူကအဲ့ဒီကျွန်းကိုရောက်သွားပြီဆိုရင်ဒါသူအန္တရာယ်ကင်းသွားတယ်ပေါ့ဟုတ်လားအဲ့တော့ကိုယ်ဒီသာလင်ကိုယ့်ဘဝရဲ့မိခိုးရာကျွန်းကလေးဖြစ်အောင်လုပ်ရဘယ်သူ့မှကိုယ်ဟာမိခိုးနေတာမျိုးမရှိသေးရအောင်နော်ကိုယ်ကလွဲပြီးတော့ဘယ်သူ့ကိုမှမမိခိုးနဲ့ကိုအားကိုးရမယ်ပေါ့ဆိုလိုတာကအတ္တဒီပါပြီးတော့အတ္တတရဏဆိုတာဘာအားကိုးတာဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတာမှာတရဏဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားကိုအားကိုးရာဟု၍ရှိကပ်ပါ၏တိမပါ၏အဲ့ဒီအားကိုးတဲ့အဓိပ္ပာယ်ကတစ်မျိုးအဲ့ဒါကဒီတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အတွက်နိမန်လမ်းမှန်ကိုပေးတော်မူနိုင်လို့ဘုရားတရားတန်ခါကိုအားကိုးရတာဒုက္ခလွတ်ဖို့အတွက်ဒီယတနာမြတ်သုံးပါးမပါရင်မဖြစ်ဘူးဒါကြောင့်မလို့အားကိုးရတာဒါပေမဲ့တကယ်အလုတ်လုတ်ပြီဆိုတော့သူများကိုလှုပ်ခိုင်းလို့ဖြစ်တာမဟုတ်ကိုယ်တိုင်လှုပ်ရတာဟုတ်လားဒါကြောင့်မို့လို့တကယ်အားကိုးရတော့မယ်ဆိုတော့ကိုပဲအားကိုးရတယ်ကိုပဲမိခိုးရတာယတနာမြတ်သုံးပါးကိုအားကိုးတယ်ဆိုတဲ့အပိုင်းကစစ်မှန်မှန်ကန်တဲ့နော်နီလန်းကိုရဖို့ရလို့ဒါကအားကိုးရတဲ့အပိုင်းဟုတ်တယ်မဟုတ်လားတကယ်ကိုလိုချင်တဲ့အကျိုးကျေးဇူးကိုရဖို့ပုံဖော်တဲ့အခါမှာကိုယ်တိုင်ပဲပုံဖော်ယူရတယ်ဒါကြောင့်မြတ်စွာဘုရားကအတ္တဒီပါကိုပဲမိခိုးရကျွန်းကလေးလိုဖြစ်အောင်လှုပ်ထားရမယ်အတ္တတရဏကိုပဲအားကိုးရမယ်အနိညတရဏသေချာအောင်ထပ်ပြီးတော့ပြောတယ်တခြားဘယ်ရာကိုမှမမိခိုးအားမကိုးပဲနဲ့နော်ကိုပဲအားကိုးရမယ်တရားကမဆုံးသေးဘူးအားကိုးခိုင်းတာကအမကိုအားကိုးရမယ်ဆိုတော့ဘာကိုအားကိုးရမှာတော့ကိုဆိုတဲ့အထဲမှာနော်ဘယ်ကိုကအားကိုးရမှာတော့ဒီခန္ဓာကိုယ်ကြီးထဲမှာဘယ်အနေထားလေးဘယ်အစိတ်အပိုင်းလေးကအားကိုးရတယ်ထပ်ပြီးတော့စဉ်းစားတွေကလိုးလာပြန်တယ်အဲ့ဒီမှာမြတ်စွာဘုရားကပြည့်စုံအောင်ထပ်ပြီးတော့အမိန့်ရှိတယ်ဓမ္မဒီပါဓမ္မတရဏအနေညတရဏဟောကိုအားကိုးဆိုတာကကိုကျင့်သုံးထားတဲ့ဓမ္မနော်မြင့်မြတ်တဲ့တရားအဲ့ဒီတရားကိုအားကိုးရမှာအဲ့ဒီတရားကိုမှီခိုရမှာဟုတ်လားဒါကြောင့်တရားကိုသာလည်းအားကိုးပြီးတော့တရားကိုသာလည်းမှီခိုပြီးတော့နေရမယ်တရားကလွဲပြီးတော့တခြားဘယ်အရာကိုမှအာမကိုပဲနဲ့ဟောအနိညာတရဏနော်အညဆိုတာတခြားနော်နတရဏအဲ့ဒါကိုအာမကိုနဲ့တခြားဘယ်အရာကိုမှအာမကိုနဲ့လို့ပြောတာဟုတ်လားအဲ့တော့ပိဋကပေါင်းတော်ကောင်းတို့ပျက်စီးတတ်တဲ့ဒီသဘာဝတရားတွေကိုမပျက်စီးပါစေလင်းလို့တရားဓမ္မတို့ဥရှင်တို့ဘလို့တောင်းတလို့မှမရနိုင်ဘူးပျက်စီးတော့ဘယ်သူမှမပျက်စီးခြင်းဘူးမပျက်စီးခြင်းမဟုတ်မပျက်စီးခြင်းပဲနဲ့ပျက်စီးရဘ
ဘာလို့မပြည့်စည်ကျင်တာလို့ပြောတော့ဒီသင်္ခါရတရားတွေရဲ့အပေါ်မှာဒီဘဝရဲ့အပေါ်မှာတရားဓမ္မတို့ဦးဇင်းတို့တွေဟာမမောမှုဆွဲလန်းမှုတွေ့တာမှုတွေရှိနေကြတယ်ပေါ့ကိုမမောထားတဲ့အရာကိုတွေ့တာထားတဲ့အရာလေးကိုဘယ်သူကပြည့်စည်သေးခြင်းမလဲဟုတ်လားဒါနဲ့ဘာဖြစ်လို့မမောနေတာတော့တွေ့တာနေတာတော့ဆိုတော့ကောင်းနေထင်လို့ပေါ့ကောင်းနေထင်တာကဘာတော့ဆိုတော့အဝိဇ္ဇာတရားတကယ်ဘဝဆိုတာသင်္ခါရတရားတွေဆိုတာဘာမှမကောင်းဘူးလို့မြတ်စွာဘုရားကတော့အတိအလင်းဟောတာဒုက္ခသစ္စာနောက်ဆက်စုပ်ပွေဒုက္ခတရားတွေသာဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတာသို့တော့အဲ့ဒီအချက်ကိုဒကာမတို့ဦးဇင်းတို့တွေကရှင်းရှင်းလင်းလင်းပြီးပြင်းမသိကြသေးမမြင်ကြသေးတော့ဒီမကောင်းတဲ့တရားကြီးကိုပဲအကောင်းထင်ပြီးတော့တွေ့တာတဲ့သဘောဆွဲလန်းတဲ့သဘောမျက်နှိုးတဲ့သဘောတွေကရှိနေတယ်ဖြစ်နေတယ်ပေါ့ဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့ပျက်စီးမယ်ဆိုတော့မပျက်စီးသေးခြင်းတော့မဖြစ်လို့ပျက်စီးသွားပြီဆိုရင်လည်းအကြီးအကျယ်ဝမ်းနေကြတယ်ပူဆွေးကြတယ်ပေါ့ဟုတ်လားအေးအဲ့လိုမျိုးပျက်စီးမှုကြုံလာတဲ့အခါမျိုးမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာမပျက်စီးခြင်းတဲ့စိတ်ဟာဘလောက်ထိပြင်းပြင်းထန်ထန်ပေါ်လာမလဲဆိုတာပိုးထင်ရှားတယ်ပေါ့ကျမ်းမာရေးဖောက်ပြန်လာတဲ့အခါမျိုးမှာတေရမှာပိုးကြောက်လာတယ်ဒီချိန်မှာတေရမှာတိတ်မကြောက်ဘူးဆိုတာကတေရမှာကိုမကြောက်တာမဟုတ်ဘူးတေမယ်မထင်သေးလို့မသေးသေးဘူးထင်လို့နော်စိတ်ချတဲ့အနေကလေးနဲ့ကိုကအေးအေးဆေးဆေးနေနိုင်တာကျမ်းမာရေးဖောက်ပြန်လာပြီဆိုတော့ဟာမတော်သေးမြန်သွားမလားဆိုတဲ့အတွေးကရောက်လာတယ်အဲ့ဒီကြတော့မှကိုဘလောက်မသေးခြင်းဘူးလဲဆိုတာပို့ပြီးတော့ထင်ရှားလာသေရတော့မယ်ဆိုမှမသေးခြင်းနာကြီးကပိုထင်ရှားလာတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့လိုပျက်စီးတတ်တဲ့သဘာဝတွေဟာမပျက်စီးပါစေနဲ့လို့ကိုဘလောက်ပဲဆန္ဒရှိဘလောက်ပဲမပြတ်ခြင်းတနေ့သေးကြပါဦးပြရလိမ့်မယ်ဒါကြောင့်ဒီသဘာဝတရားတွေထဲမှာဘာမှအားကိုးရမရှိပျက်စီးသွားမယ့်အရာကြီးတွေမှာအားကိုးရရှိနိုင်မှာမလားရိုးရိုးလေးပဲစဉ်းစားကြည့်လေပျက်စီးသွားမယ့်အရာတွေမှာအားကိုးရမရှိနိုင်အောင်အကုန်လုံးပျက်စီးမှာဟုတ်လားအေးဒါကြောင့်မို့လို့အားကိုးရကိုရှာရမယ်အဲ့ဒီအားကိုးရကိုမြတ်စွာဘုရားကနှစ်ဆက်အကြံဉာဏ်ပြောလိုက်တယ်ပေါ့နော်အတ္တဒီပါအတ္တတရဏအနိညာတရဏကိုမိခိုအားကိုးပြီးတော့နေရမယ်ကိုကဓမ္မတခြားဘယ်အရာကိုမှမိခိုအားကိုးမှုမပြုရဘူးဓမ္မဒီပါဓမ္မတရဏအနိညာတရဏတရားကိုပဲမိခိုအားကိုးပြီးတော့နေရမယ်တရားကလွှဲပြီးတော့တခြားဘယ်အရာကိုမှမိခိုအားကိုးမှုမရှိဘဲနဲ့နေရမယ်မဆုံးသေးဘူးတရားကနော်ကိုအားကိုးရမယ်တရားကိုအားကိုးရမယ်အဲ့ဒါလို့ဆိုရင်ဘယ်တရားကိုအားကိုးရမှာတော့နော်ကိုအားကိုးရမယ်ဆိုတော့တရားရှိတဲ့ကိုပေါ့ခါတရားရှိတော့ဘယ်တရားရှိတဲ့ကိုတော့တရားကိုအားကိုးရမှာကဘယ်တရားကိုတော့ဟောတကယ်လုတော့မယ်တကယ်ရှာမယ်ဆိုတော့ဒီမိကုန်းတွေကလိုးလာတယ်ပေါ့ဟုတ်လားအဲ့ဒီကြတော့မှမြတ်စွာဘုရားကတတိပဋ္ဌာန်တရား၄ပါးကိုအားကိုးရမယ်ဆိုပြီးတော့ဟောအသေးစိတ်အတိအကျညွှန်ပြတာဟုတ်လားကိုအားကိုးရမယ်တရားကိုအားကိုးရမယ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကိုယ့်ရဲ့အစွမ်းတတိနဲ့ဒီတတိပဋ္ဌာန်တရားကိုကြိုးစားအထုတ်ပြီးတော့တနည်းအားဖြင့်တတိပဋ္ဌာန်တရားကိုအားထုတ်ထားတဲ့ကိုအားကိုးရမယ်ကိုကတတိပဋ္ဌာန်တရားကိုအားထုတ်ထားမယ်ဆိုရင်တတိပဋ္ဌာန်တရားကိုအားထုတ်ထားသောကိုသည်ကိုယ့်ရဲ့အားကိုးရဖြစ်တယ်ပေါ့။ဒါတတ်ရှင်းအောင်တော့ဦးဇင်းလည်းမပြောတတ်တော့ဘူးဟုတ်လား။တတိပဋ္ဌာန်တရားကိုအားထုတ်ထားမယ်ဆိုရင်အဲ့ဒီကိုဟာကိုယ့်အတွက်အားကိုးရဖြစ်တယ်။အကယ်၍သာတတိပဋ္ဌာန်တရားကိုအားထုတ်မထားဘူးဆိုရင်တော့အဲ့ဒီကိုဟာကိုယ့်အတွက်အားကိုးရမဖြစ်နိုင်ဘူး။ဒီနေ့မှာပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တရားလေးတစ်ပုဒ်ဟောထားတာရှိတယ်ပိဿတို့တချို့လည်းနာဖို့ကောင်းနာဖို့လိမ့်မယ်အားကိုးရလားယံသူလားဆိုတဲ့တရားလေးတစ်ပုဒ်ရှိတယ်အဲ့ဒါကဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာလာတဲ့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒ္ဓံတေနနာထံလပတိဒုံလပံဒီကထာလေးကိုအခြေခံဟောတာကိုအားကိုးရမယ်ကိုကတပါးတခြားဘယ်ရာမှအားကိုးရမဖြစ်နိုင်ဘူးကိုအားကိုးမယ်ဆိုရင်လည်းပဲအတ္တနာဟိသုဒ္ဓံတေနကိုကောင်းစွာဆုံးမသဖြင့်ယဉ်ကျေးပြီဆိုတော့မှယဉ်ကျေးတယ်ဆိုတာအရဟတမဉ္ဇဉ်အရဟတဖို့ဉာဏ်ရတာကိုအထွတ်ထိပ်တက်ပြီးတော့ပြောတာပါဟုတ်လားသတိပဋ္ဌာန်တရားကိုအထုတ်လို့တကယ်ယဉ်ကျေးသွားပြီးရိုင်းဆိုင်တက်တဲ့ကိလေသာတရားတွေသူ့အရှင်းနဲ့သူနော်ကုန်ခန်းသွားပြီဆိုတဲ့အနေအထားမျိုးကိုယဉ်ကျေးတယ်လို့ပြောတာအဲ့လိုမျိုးယဉ်ကျေးသွားပြီဆိုမှအတ္တနာဟိသုဒ္ဓံတေနကိုကောင်းကောင်းဆုံးမလို့ယဉ်ကျေးပြီဆိုတော့မှနာထံလပတိဒုံလပံရနိုင်ခဲ့တဲ့အာကိုးရာကိုရမယ်တဲ့အဲ့ဒီဂါထာလေးအဲ့ဒါလေးကိုဦးဇင်းကအခြေခံပြီးတော့ဒါကတော့အာကိုးရာဖြစ်ချင်တယ်ဆိုရင်ကိုကောင်းကောင်းဆုံးမရမယ်တတိပဋ္ဌာန်တရားနဲ့တကယ်လို့သာကိုတတိပဋ္ဌာန်တရားနဲ့ကောင်းကောင်းမဆုံးမဘူးဆိုရင်တော့ဒကာဓမ္မတို့ဦးဇင်းတို့ကဘလို့အနေထားမျိုးတွေဖြစ်သွားနိုင်လဲဆိုတော့
ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်မကောင်းတာတွေလှုပ်တာတွေပြောတာတွေတွေးတာတွေဖြစ်လာမယ်အ ਨੇ ဆုံးတော့ကိလေသာအသေးစားလေးတွေကဖြစ်နေမယ်ပေါ့သတိပဋ္ဌာန်တရားကိုမပွားများလို့ရှိရင်အဲ့ဒါလိုအကုသိုလ်တွေကိလေသာတွေဖြစ်မယ်ဆိုရင်တော့အဲ့ဒီကိုယ်အတွက်အားကိုးရမဖြစ်တော့နော်ကိုကောင်းအောင်လုပ်မထားတဲ့ကိုယ်ဒီကိုယ့်အတွက်အားကိုးရမှာဟုတ်ဆိုလိုတာကကိုယ့်အတွက်ကိုယ်ကကောင်းအောင်မလုပ်ဘူးဆိုရင်ပိဿရေဘာပဲဖြစ်မကောင်းတာတွေပဲဖြစ်မှာနော်ပုထုဇဉ်ဆိုတာကောင်းရင်ကောင်းမကောင်းရင်ကောင်းတာမဟုတ်ရင်မကောင်းတာဖြစ်လိမ့်ဟိုဒကာကြီးတယောက်ဒေါက်တာဦးစိုးလွင်တဲ့အဲ့ဒီဒကာကြီးဟောတဲ့တရားလေးကိုဦးဇင်းကသဘောကျတယ်များသောအားဖြင့်ဗုဒ္ဓဘာသာဝင်တွေကသိဘူးထားတယ်ကြားဘူးထားတယ်ဘဝမှာလူတွေဆိုတာကုသိုလ်ဖြစ်ရင်ဖြစ်ကုသိုလ်မဖြစ်ရင်အကုသိုလ်ဖြစ်တယ်လို့လူတိုင်းကြားဘူးကြတယ်အဲ့တော့သူ့ရဲ့တငယ်ချင်းတယောက်ကသူ့ကိုလာမေးတယ်တဲ့ဆရာရဲ့ကုသိုလ်ဖြစ်ရင်ဖြစ်ကုသိုလ်မဖြစ်ရင်အကုသိုလ်ဖြစ်တယ်ဆိုတော့ကုသိုလ်နဲ့အကုသိုလ်ရဲ့ကြားထဲမှာကြားဆိုတာလေးမရှိဘူးလားလို့မေးတယ်တဲ့သူအဲ့ကြားလေးမှာနေခြင်းပုံရတယ်ပေါ့ဟုတ်လားကုသိုလ်လည်းမဖြစ်ဘူးအကုသိုလ်လည်းမဖြစ်ဘူးအဲ့ဒီကြားဆိုတာလေးမရှိဘူးလားလို့မေးတယ်တဲ့မေးတော့အဲ့ဒီဆရာကြီးကအလွန်ဉာဏ်ကောင်းတယ်သူ့ရဲ့တငယ်ချင်းကိုဘယ်လိုပြောတော့ဆိုတော့အေးကြားဆိုတာရှိတယ်ဒါပေမဲ့အဲ့ဒီကြားကတော့မင်းနဲ့မဆိုင်ဘူးလို့ပြောတယ်တဲ့အဲ့ဒါကို तू ကဥမာဘယ်လိုပြောတော့ဆိုတော့ဆိုရပါစို့ကွာတဲ့ကြိုးတန်းတန်းထားမယ်မင်းကိုအဲ့ဒီကြိုးတန်းပေါ်လျှောက်ဆိုရင်မင်းတေချာပေါက်မလျှောက်နိုင်ဘူးမင်းအလေးအကျင့်မရှိတဲ့အတွက်ကြောင့်အဲ့ဒီကြိုးတန်းပေါ်ကိုမင်းတေချာပေါက်မလျှောက်နိုင်ဘူးမင်းကြိုးတန်းပေါ်ရောက်သွားတာနဲ့မင်းဒီဘက်ကိုကြားရင်ကြားမယ်သို့မဟုတ်ဟိုဘက်ကိုကြားရင်ကြားမင်းတစ်ဖက်ကိုတော့မင်းတေချာပေါက်ကြားအဲ့ဒီကြိုးတန်းဟာမင်းအတွက်လျှောက်เสียလမ်းမဟုတ်မင်းမအလေးအကျင့်မရှိလို့အဲ့တော့မင်းတို့ပုထုဇဉ်တွေဆိုတာကဟောအကုသိုလ်ဖြစ်ရင်ဖြစ်အကုသိုလ်မဖြစ်ရင်ကုသိုလ်ဖြစ်မယ်ဒီကြားကိုနေနိုင်တဲ့အစွမ်းမရှိဘူးအဲ့တော့ကြားဆိုတာဦးဇင်းတို့ယန္တာတွေရဲ့တဏ္ဍမှာဖြစ်တဲ့ကရိယာဆိုတဲ့သဘာဝတရားတစ်မျိုးလို့ပြောကြပါတော့ဒါကအဘိဓမ္မာတွေနဲ့ရှင်းပြီးတော့ပြောမှနားလည်နိုင်တာအဲ့တော့လူငယ်တွေကိုပြောရမယ်ဆိုရင်ကြိုးတန်းကိုကိုကလျှောက်တဲ့အလေးအကျင့်လုံးမထားတဲ့အတွက်ကြောင့်ကြိုးတန်းပေါ်လျှောက်ရင်တော့ဟိုဘက်ကြားရင်ကြားမယ်သို့မဟုတ်ဒီဘက်ကြားရင်ကြားမယ်ဆိုလိုတာကအကုသိုလ်ဖြစ်ရင်ဖြစ်မယ်မဖြစ်ရင်ကုသိုလ်ဖြစ်မယ်အဲ့တော့ကိုကောင်းအောင်မလုပ်ဘူးဆိုရင်မကောင်းအောင်လုပ်ရရောက်ပြီးသားဖြစ်သွားတယ်ဒါလက်ခံလားမသိအဲ့တော့သတိပဋ္ဌာန်တရားကိုပွားများအထောက်ခြင်းဖြင့်ကိုကောင်းအောင်မတိဆောက်သောပုဂ္ဂိုလ်တို့သည်အ ਨੇ နဲ့အများဆိုသလိုကိလေသာတရားအကုသိုလ်တရားတွေကတော့မဖြစ်ပေဘူးလားဖြစ်မယ်အေးအဲ့ဒါလို့ဆိုရင်ကိုဟာကိုအတွက်အားကိုးရမဖြစ်တော့အဲ့ဒါဦးဇင်းတို့သုဘဗုဒ္ဓလူနူကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဂါထာတစ်ပုဒ်ရှိတယ်စရန္တိပါလာဒုံမေရာအမိတ်တေနေဝအတ္တနာကရွန်တံပပကံကမ္မံယံဟောတိကတုကံဖလံမကောင်းမှုအကုသိုလ်တွေကိုလုပ်ကြတဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဟောဒီတန်တရားကြီးထဲမှာကိုယ်ဒီပင်လည်းကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့လှဲ့လေကျစားနေကြတယ်တဲ့။အဲဘယ်လောက်တန်ဝေကရစရာကောင်းလဲ။ကိုယ့်ရဲ့ရန်သူကသူများမဟုတ်ဘူးကိုဖြစ်နေတယ်တဲ့။တကယ်လို့သာကိုကမကောင်းတာလုပ်မယ်ဆိုရင်ဟုတ်လားစောစောကတကားနဲ့ဆက်တွေးနော်။ကောင်းတာမလုပ်တဲ့အချိန်မှာလည်းမကောင်းတာကလုံနေမိပြီးသားဖြစ်နေတယ်အနေနဲ့အများနော်တိတ်ပြီးတော့စိုးစိုးဝါးကြီးတွေတော့ဟုတ်ကောင်းမှဟုတ်မယ်ပေါ့ဟုတ်လားသို့တော့ကုသိုလ်မဖြစ်ဘူးဆိုရင်တော့အကုသိုလ်ပဲဖြစ်နေမှာပဲများသောအားဖြင့်ဟုတ်လားအေးအဲ့လိုဆိုရင်ပိဋကပေါင်းသူတော်ကောင်းတို့အဲ့ဒီအချိန်မှာကိုဟာကိုယ့်ရဲ့ရန်သူဖြစ်နေတယ်တကယ်လို့သာကိုကအကုသိုလ်တွေအကြီးတွေပြုမယ်ဆိုရင်တော့အဲ့ဒါအလွန်ကြောက်မွက်ဖွယ်ကောင်းတဲ့ရန်သူကိုဖြစ်နေမယ်ဘယ်သူကဘယ်သူရဲ့ရန်သူကိုကကိုယ့်ရဲ့ရန်သူဖြစ်နေတယ်အဲ့ဒီစကားအသုံးနှုန်းလေးနော်အမိတ်တေနေဝအတ္တနာမိမိဒီပင်လေမိမိရဲ့ရန်သူဖြစ်ပြီးတော့စရန္တိတန်တရားထဲမှာလှည့်လေတော်လာနေကြတယ်တဲ့အဲ့တော့ကိုအားကိုးရလို့တချို့ကပြောတယ်ဘာမှကောင်းတာလုပ်မထားတဲ့ကိုဒီကိုအတွက်အားကိုးရမဖြစ်နိုင်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကဒီမှာကိုမိခိုရအားကိုးရပြုတ်ပြီးတော့နေရမယ်ထပ်ပြီးတော့ပုံပေါ်အောင်တရားဓမ္မကိုမိခိုရအားကိုးရပြုတ်ပြီးတော့နေရမယ်တခြားဘယ်အရာကိုမှအာမကိုပဲနဲ့အဲ့တော့အဲ့ဒီတရားဓမ္မကိုမိခိုအားကိုးပြီးတော့နေရမယ်ဆိုပြန်တော့လည်းပဲတဲတဲကွယ်ရှိအောင်တတိပဋ္ဌာန်တရား၄ပါးကိုပွားများရမယ်လို့ဆက်ပြီးတော့ဟောတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ကတရားကောင်းစဉ်လေးကိုဘယ်လိုပေးထားတာတော့တတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအားကိုးရအဲ့ဒါတတိပဋ္ဌာန်တရားကိုသာပွားများမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာအားကိုးရာကိုရှားနေရရောက်တဲ့အထိုက်အလျောက်အားကိုးရာရှိထားတဲ့ပုဂ္ဂိုလ်လို့လည်းဆိုနိုင်မယ်ပေါ့
အဲ့လိုဆိုရင်သတိပဋ္ဌာန်တရားဆိုတာဘာလဲတော့အကျဉ်းမြင်ပြောရမယ်ဆိုရင်တော့သတိပဋ္ဌာန်တရားဆိုတာကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနံတဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံတို့ကိုဖြစ်တိုင်းတတိဥစည်းပြီးတော့တိနေအောင်ကြိုးစားအထောက်တဲ့အလုပ်ကိုဒါသတိပဋ္ဌာန်ဘာဝနာအလုပ်လို့ပြောတာပဲနော်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့တဘာဝတရားတွေဟာဒလဇက်ကြီးကိုပဲဖြစ်မနေဘူးလားဖြစ်နေတယ်နော်ဘယ်လိုတဘာဝတရားတွေများဖြစ်နေတယ်လို့ထင်လဲမြင်ခြင်းလိုက်အောင်ပြန်နောက်ကကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်း6အုပ်စုရှိရနော်အမြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်း6အုပ်စုဒီ6အုပ်စုနဲ့ပတ်သက်တဲ့ခံစားမှုအမျိုးမျိုးမှတ်သားမှုအမျိုးမျိုးရှေ့စောပြုလုပ်မှုတုံ့ပြန်မှုအမျိုးမျိုးသိမှုအမျိုးမျိုးဆိုပြီးတော့သဘာဝတရားတွေအချင်းချုပ်မယ်ဆိုရင်တော့ယုတ်တနန္တ2မျိုးပေါ့နော်နည်းနည်းလေးအလေးအလက်ပြောမယ်ဆိုရင်တော့မြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းဒီ6အုပ်စုဖြစ်နေတာကိုပဲဒါဘဝလို့ခေါ်တာပဲဘဝဆိုတာရဲ့အဓိပ္ပာယ်ကအကျဉ်းများဖြင့်ဖြစ်ခြင်းလို့အဓိပ္ပာယ်ရတာဘဝဆိုတာဘာလို့ဖြစ်ခြင်းပဲဖြစ်နေတာကိုဘဝလို့ခေါ်တယ်အဲ့တော့ဘာတွေဖြစ်နေတာတော့မေးရင်ဒါတွေဖြစ်နေတာမြင်တာတွေကြားတာတွေနားတာတွေစားတာတွေထိတာတွေတွေးတာတွေအဲ့ဒီဖြစ်လာတဲ့သဘာဝတရားတွေဟာလည်းပဲတစုံတစ်ယောက်ကဖန်တီးလို့ဖန်ဆင်းလို့ဖြစ်လာတာလည်းမဟုတ်အကြောင်းမဲ့ဖြစ်လာတာလည်းမဟုတ်ဖြစ်เสียအကြောင်းရှိလို့ဖြစ်တာဖြစ်เสียအကြောင်းရှိပြီဆိုရင်တော့ဘယ်လောက်မဖြစ်ခြင်းဘယ်သူတားလို့မရအောင်ဖြစ်လာတာပဲဖြစ်เสียအကြောင်းမရှိဘူးဆိုရင်တော့ဘယ်လောက်ဖြစ်ခြင်းဘယ်သူဘာလုပ်လို့မှမရဘူးမဖြစ်ဘူးတဘာဝတရားတွေရဲ့ဖြစ်ပေါ်လာခြင်းဖြစ်ပေါ်မလာခြင်းဒီတတ္တဝါတွေရဲ့အလိုဆန္ဒနဲ့ဘာမှမဆိုင်ဟုတ်လားဒါကြောင့်ကိုယ်ခန္ဓာမှာဖြစ်နေတာကိုယ်သဘောအတိုင်းဖြစ်နေတာမဟုတ်သိလားအကြောင်းတရားတွေရှိတဲ့အားလျော်စွာဖြစ်နေတာအကြောင်းရှိရင်ဖြစ်တယ်အကြောင်းမရှိရင်မဖြစ်ဘူးကိုယ်သဘောကိုယ်ဆန္ဒအတိုင်းဖြစ်နေတာဘာမှမရှိဘူးကိုယ်သဘောဆိုတာကတကယ်တမ်းကမရှိဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ဆိုကြပါစို့အခုဦးဇင်းကမိုက်ကရိုဖုန်းကင်ပြီးတော့ပြောနေတော့အတန်ကြီးကအကျယ်ကြီးထွက်နေတာပေါ့တော့ပိတ္တတို့ကနားကလည်းကောင်းနေတာဆိုတော့ဂိုင်းဘလောက်မကြားခြင်းမကြားလို့ကိုမရအဲ့ဒီကြားလာတဲ့ကိစ္စကိုယ်သဘောလည်းမဟုတ်ဘူးသူသဘောလည်းမဟုတ်ဘူးဒါလို့လည်းမရဘူးစီးလို့လည်းမရဘူးဒါသူဖြစ်เสียအကြောင်းတွေစုံတော့ဖြစ်လာတာဟုတ်လားတကယ်လို့သာကိုင်နားဖောက်ပြန်နေမယ်ဆိုဦးသိန်းကဘလောက်မိုက်ကရိုဖုန်းတက်ပြီးတော့အော်နေအဲ့ဒီပုဂ္ဂိုလ်ကြားကိုမကြားသေလောက်အောင်ကြားခြင်းမကြားဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီခန္ဓာမှာဘာပဲဖြစ်လာဖြစ်เสียအကြောင်းရှိလို့ဖြစ်တာဒါကိုအရင်နားလေရမယ်ဟုတ်လားတဘာဝတရားတွေဟာအကြောင်းတရားပေါ်မူတည်ပြီးတော့အတစ်ထပ်ပြီးတော့ဖြစ်တာဆိုကြပါစို့လက်ဝါးနှစ်ဖက်ကိုလွှဲပြီးတော့ရိုက်ထည့်လိုက်မယ်ဘာထွက်လာမလဲအတန်ထွက်လာမယ်အဲ့ဒီအတန်ဘယ်ဟာရောက်လာတော့စဉ်းစားကြည့်နော်လက်ဘွားထဲမှာလည်းအတန်ရှိနေတာမဟုတ်ဘူးလက်ဘွားထဲမှာအတန်လုံးဝမရှိပါဘူးဒါပေမဲ့ဒီအတန်ဖြစ်ပေါ်ဖို့အကြောင်းတရားတွေပြည့်စုံလုံလောက်လာတော့တတ္တရုပ်ဆိုတဲ့ဒီအတန်လေးဟာတဘာဝတရားလေးဟာအသစ်ထပ်ပြီးတော့ဖြစ်လာတာဘလောက်စမ်းကြယ်တော့နဲ့အဲ့ဒါခုနတုန်းကဆရာကြီးကအဲ့ဒါကိုသူပြောပြလူတွေဟာတဲ့မျက်လက်ပြပွဲတွေဘာတွေမှာအုံဖွားဆိုပြီးတော့လှုပ်လိုက်လို့ဘွားကနေဖြစ်လာတယ်ဆိုရင်အရန်အော်ကြတယ်တဲ့နော်စက္ကူစုပ်လေးကနေပတ်စံဖြစ်သွားတယ်ဟုတ်လားထွေ6ကနေ9ဖြစ်သွားတယ်ဘာဖြစ်သွားတယ်ညာဖြစ်သွားတယ်မှန်းလိုက်တာနဲ့ဖြစ်လာဆိုလူတွေကဘာဖြစ်တော့အော်တယ်တဲ့လက်ဝါးနှစ်ဖက်ရိုက်လိုက်လို့အတန်ထွက်လာတာကိုကြတော့ဘယ်သူမှအော်ရကောင်းမှမသိဘူးတဲ့နော်ဒါကြောင့်ပိဿပေါင်းတော်စဉ်းစားတော့တဘာဝတရားတွေမှာစိတ်ဝင်စားတဲ့အပြည့်ရှိတယ်ဟုတ်လားအဲ့တော့ကိုယ်ခန္ဓာမှာဘယ်တဘာဝတရားပဲဖြစ်ဒါအရေးအမြတ်လေးလောက်ဦးဇင်းတို့ပြောတာပါဖြစ်လာတဲ့တရားတွေဟာဖန်ဆင်းလို့ဖန်တီးလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းမရှိဘဲနဲ့ဖြစ်တာလည်းမဟုတ်ဘူးဖြစ်เสียအကြောင်းတရားတွေပြည့်စုံလုံလောက်တဲ့အချိန်မှာထပ်ပြီးတော့ဖြစ်တာကိုယ်သဘောမပါဆိုကြပါစို့အိမ်ရောက်တော့ဝင်လေထွက်လေလေးမှတ်တဲ့အခါမှာစဉ်းစားပြီးတော့မှတ်ကြည့်စမ်းပါဒီဝင်လေထွက်လေလေးဝင်နေတာထွက်နေတာငါသဘောလားလို့စဉ်းစားကြည့်ပါစဉ်းစားကြည့်တော့များသောအားဖြင့်ဝင်လေထွက်လေမှတ်ပြီးဆိုရင်ဝင်အောင်ကိုယ်ကပဲလှုပ်နေတယ်ထွက်အောင်ကိုယ်ကပဲလှုပ်နေတယ်လို့ထင်တာအမှန်ကမဝင်အောင်လည်းလှုပ်လို့မရဘူးမထွက်အောင်လည်းလှုပ်လို့မရဘူးအတင်းတိုးပြီးတော့ဝင်လာမှာပဲအတင်းဆောင်းကန်ပြီးတော့ထွက်သွားမှာပဲဟုတ်တယ်မဟုတ်လားအောင့်ထားကြည့်လေရသလားမရဘူးသူအကြောင်းတရားတွေပြည့်စုံလုံလောက်တော့ဝင်ချင်းထွက်ချင်းကဖြစ်နေတာ
ကဲညအိတ်ဆက်နေတဲ့အချိန်မှာကဲဘယ်သူကဝင်ရင်ဝင်းတွေထွက်နေလို့ပြောလို့ကဲ तू ကဝင်းတွေထွက်နေတာသူဝင်းတွေထွက်နေတာသဘောပေါက်လားဒါလေးတွေကိုအရင်ရှင်းအောင်လုပ်ပြီးမှဒီတဘာဝတရားလေးကိုတတိနဲ့လိုက်ပြီးတော့တိနေအောင်ကြိုးစားရမှာဟုတ်ရဲ့လားအဲ့တော့တတိပဋ္ဌာန်တရားဆိုတာဘာလဲဒီခန္ဓာမှာဖြစ်ပေါ်လာသမျှတရားတွေကိုအကောင်းအောင်ဆိုမရွေးပဲနဲ့ရုပ်တည်နံတွေမရွေးပဲနဲ့ချမ်းသာတာတွေဆင်းရဲတာတွေမရွေးပဲနဲ့ဘာပဲဖြစ်လာတိုင်းတော့တဘာဝတရားတွေကိုသူ့တဘာဝအတိုင်းလေးအရှိကိုအရှိအတိုင်းလေးတိနေအောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒါလို့တိနေအောင်ကြိုးစားအထုတ်ခြင်းသည်ပင်လေဒါသတိပဋ္ဌာန်တရားကိုအထုတ်တယ်လို့အကျဉ်းမြင့်အနှစ်ချုပ်အဲ့လိုနားလေရမယ်ပေါ့အဲ့ဒါမြတ်စွာဘုရားကဒီသတိပဋ္ဌာန်တရားကိုသာပွားများမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာစစ်မှန်တဲ့အာကိုရာကိုရှားဖွေးနေတဲ့ပုဂ္ဂိုလ်ဟုတ်လားထိုက်တဲ့အထုတ်မှုကျွမ်းကျင်လာတာနဲ့အမျှစစ်မှန်တဲ့အာကိုရာကိုအထိုက်အလျောက်ရနေတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သတိပဋ္ဌာန်တရား၄ပါးကိုပုံပြီးတော့ယုံပြီးတော့အာကိုလိုက်ဖို့လိုတယ်ပေါ့အာကိုရမယ်ဆိုတာကြိုးစားရမယ်ဆိုတာကိုပြောတာပါသတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားကကြိုးစားခြင်းစိတ်ပေါက်အောင်ဦးဇင်းတို့မဟာသတိပဋ္ဌာန်တုတ်ကြီးမှာသတိပဋ္ဌာန်တရားကိုဘလို့ကြိုးစားရတယ်အထုတ်ရတယ်ဆိုတာကိုမပြောသေးမဟောသေးခင်မှာမြတ်စွာဘုရားကအခုဟောမဲ့သတိပဋ္ဌာန်တရားကိုသာတကယ်လို့အထုတ်မယ်ဆိုလို့ရှိရင်အကျိုးကျေးဇူး9မျိုးရနိုင်တယ်လို့တောင်မြတ်စွာဘုရားကအရင်ဆက်ပြီးတော့ဟောတယ်ပုထုဇဉ်တွေဆိုတာကတူကိုအကျိုးကျေးဇူးကိုမြင်မှအလုပ်ဆိုတာကလှုပ်ချင်တာကိုမင်းဒီအလုပ်လုပ်မလားလကဘလောက်ကောင်းနေဆိုတာပြောလိုက်ရင်အလုပ်ကိုစိတ်ဝင်စားသွားဟုတ်လားဘာတွေလုပ်ရမယ်လို့အရင်ပြောတာတဲ့ဘာတွေရမယ်လို့အရင်ပြောရင်ပို့ပြီးတော့စိတ်ဝင်စားဘူးလားစိတ်ဝင်စားတယ်ဒါကြောင့်မြတ်စွာဘုရားကဘာတွေရမယ်ဆိုတာကိုအရင်ပြောတာဟုတ်လားအဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့မှတ်သားထားဖို့လိုမယ်ပေါ့အဲ့ဒီလိုရရှိမဲ့အကျိုးကျေးဇူးကိုမှတ်သားပြီးတော့စဉ်းစားဆင်ခြင်ခြင်းဒီပင်နဲ့တတိပဋ္ဌာန်တရားအထုတ်ဖြစ်ဖို့အတွက်ကြီးကျယ်တဲ့တွန်းအားဖြစ်နိုင်တယ်အကျိုးမမဲ့ပါဘူးဟုတ်လားဒါကြောင့်တတိပဋ္ဌာန်တရားကိုအထုတ်ရင်ဘလို့အကျိုးကျေးဇူးတွေရမှာလဲဆိုတာလေးကိုနည်းနည်းနားထောင်ကြည့်မယ်နာယူကြည့်မယ်ပေါ့နော်မြတ်စွာဘုရားကအတိအလင်းဝန်ခံပြီးတော့ဟောတာဧကာယနောယံဘိခဝေမေဃောတတ္တနံဝိတုဒ္ဓိယတောကပရိဒေဝနာတမတိတ်ကမာယဒုက္ခဒေါမနတန္တအထင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာနတ္တတစ္ဆိကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာဒါလေးရဲ့စာဟောဘိခဝေယဟန်တို့တဲ့စတ္တရော၄မျိုးကုန်သောယရိဒံယေဣမေတတိပဋ္ဌာနာအကျင့်တတိပဋ္ဌာန်တရား၄ပါးတို့သည်အဋ္ဌိတန်တိရှိကုန်၏နော်တတိပဋ္ဌာန်တရား၄ပါးဆိုတာရှိတယ်တဲ့အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးဟာအယံအဲ့ဒီတတိပဋ္ဌာန်၄ပါးဆိုတဲ့လမ်းစဉ်ဟာတတ္တနံဘုရားပြည့်စေကဗုဒ္ဓအရိယာတဝကအလောင်းသူတော်ကောင်းတို့၏ဝိတုဒ္ဓိယအထူးထူးသောကိလေသာတို့မှာစင်ကြယ်စေခြင်းကဧကာယနောမခောတကြောင်ဒီသောလမ်းဖြစ်တယ်တဲ့ဟောနံပါတ်1အကျိုးကျေးဇူးတတ္တဝါတွေရဲ့တန်တာမှာညစ်သေးစွာပေကျမ်းနေတဲ့ຢာကဒေါသမောဟအစရှိတဲ့ကိလေသာအညစ်အကြေးတွေကိုလုံးဝတန့်ရှင်းစင်ကြယ်သွားစေဖို့အတွက်တတိပဋ္ဌာန်တရား၄ပါးသည်ကျင့်သုံးရမယ်တနည်းအားဖြင့်ရှောက်လှမ်းရမယ်တကြောင်လေးသောလမ်းပဲတဲ့ဒီတကြောင်လေးသောလမ်းဆိုတဲ့စကားလေးကအလွန်အားပါတယ်ဒီအလုပ်ကိုလုပ်လို့ရှိရင်ဒီအကျိုးကျေးဇူးကိုရဖို့အတွက်မလွယ်ဘူးလို့ကြည်ညွှန်းတာဒီလမ်းကိုရှောင်တော့ဒီပန်းတိုင်ရောက်မယ်ဒီပန်းတိုင်ကိုရောက်ဖို့အတွက်တခြားလမ်းမရှိဘူးဒီတလမ်းပဲရှိတယ်အဲ့တော့လမ်းလေးမမှားနိုင်ဘူးဒီပြင်လမ်းကိုလည်းပဲရှားနေစီဟာမလို့ဧကာယနောမခောတကြောင်လေးတော့လမ်းဟုတ်လားဒါကြောင့်နံပါတ်1ရရှိမဲ့အကျိုးကျေးဇူးဒီပါလဲလို့မေးရင်ကိလေသာဆိုတဲ့အညစ်အကြေးတွေကိုတန်ရှင်းသွားစေလိမ့်မယ်စင်ကြယ်သွားစေလိမ့်မယ်ဝိတုဒ္ဓိစင်ကြယ်တာစိတ်ရဲ့စင်ကြယ်မှုပေါ့ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့ဒီအကျိုးကျေးဇူးကအလွန်တရာမှလိုချင်စရာရကျင်စရာကောင်းတယ်လို့ထင်တယ်ကိုယ့်ရဲ့စိတ်ထဲမှာဒီစိတ်နှလုံးဖြူစင်တန်ရှင်းမှုဆိုတာကိုတန်ဖိုးထားတတ်တဲ့သဘောလေးကရှိပြီးသားသိချစဉ်းစားနော်လူတွေဟာရုပ်ပိုင်းဆိုင်ရာတန်ရှင်းစင်ကြယ်တာတဲ့စိတ်ပိုင်းဆိုင်ရာတန်ရှင်းစင်ကြယ်တာကိုအများကြီးပို့ပြီးတော့တန်ဖိုးထားကြတယ်တယောက်ကိုတယောက်နော်ဒီလူကတန်ဖိုးရှိတယ်ဒီလူကတန်ဖိုးမရှိဘူးဒီလူကကောင်းတယ်ဒီလူကမကောင်းဘူးဒီလူကဆိုးတယ်ဒီလူကရုပ်တယ်ဒီလူကတော့မြင့်မြတ်တယ်အစရှိသဖြင့်အဲ့ဒါလိုဆန့်ကျင်ဘက်တွေပြောပြီးတော့ဝေဖန်ကြတာဟာဘာကိုကြည့်ပြီးတော့ဝေဖန်ကြတာတော့အဲ့ဒီစိတ်တန်ရှင်းမှုရှိခြင်းမရှိခြင်းကိုကြည့်ပြီးတော့ဝေဖန်ကြတာတကယ်လို့လောဘဒေါသမောဟတွေကနော်လူတယောက်မှာရှိတဲ့ရှိလိုက်တဲ့လောဘထက်ပိုပြီးတော့ကြီးမားနေပြီဆိုလို့ရှိရင်အဲ့ဒီလူကို
စိတ်ထဲကအမြင်လဲကတ်တယ်အထင်လဲသေးတယ်အဲ့ဒီလူအကြောင်းစဉ်းစားလိုက်ရင်ကိုပဲအကုသိုလ်ဖြစ်လာတယ်လို့ပြောကြပါစို့ဟုတ်လားအဲ့တော့စဉ်းစားကြည့်နော်သူများလောဘဒေါသမောဟကြီးတာကိုကဘာကိစ္စနဲ့မုန်းတီးနေရတာတော့ယွန်ရှာဆက်ဆုပ်နေရတာတော့အဲ့ဒါလို့ဆိုလို့ရှိရင်ကိုလောဘဒေါသမောဟအားကြီးရင်လေသူများကမုန်းတီးမှာပဲယွန်ရှာဆက်ဆုပ်မှာပဲလို့ဒါလေးလည်းပဲစဉ်းစားရမယ်အဲ့တော့ပြောချင်တာကဘာလို့ဆိုတော့တတ္တဝါတွေဟာလောဘဒေါသမောဟနည်းအောင်ကြိုးစားဖို့ကိုနော်တွန့်ဆုတ်ပြီးတော့ဒါနေလို့မဲ့တာနေတာတကယ်ကတော့လောဘဒေါသမောဟနည်းတဲ့အနေအထားကိုအလွန်မှမြတ်နိုးတဲ့သဘောရှိပြီးသားဟုတ်တယ်မဟုတ်လားဆိုကြပါစို့အာဇာနည်တွေနော်တကယ်တန်ဖိုးထားတဲ့လူတွေနော်တမိုင်းမှာနော်လူကောင်းတွေလူတော်တွေဆိုပြီးတော့မှတ်တမ်းတင်ခဲ့ပြီးတော့အခုအလေးအမြတ်ပြုနေတဲ့လူတွေစဉ်းစားကြည့်ဘာလို့သူတို့ကိုမြတ်နိုးနေတာတော့တန်ဖိုးထားနေတာတော့လို့မေးရင်သူတို့ကအတ္တနေတယ်လောဘနေတယ်ဒေါသနေတယ်ပညာကြီးတယ်ဆိုတော့မောဟနေတယ်ပေါ့မကောင်းတာနေလို့တနည်းအားဖြင့်သူတို့ရဲ့စိတ်နှလုံးလေးကအည်အသွေးရှိလို့တန့်ရှင်းလို့စင်ကြယ်လို့သူတို့ကိုတန်ဖိုးထားတာတချို့ဆိုရင်သေလို့ဘယ်နှဘဝပြောင်းတော့ပြီးမှတော့မသိဘူးဒါပေမဲ့လူတွေကတော့တတသာပြောတော့မယ်ရှိသေးတယ်တော့ဦးစင်းပြောချင်တာကဘာလဲစိတ်နှလုံးတန့်ရှင်းဖို့အတွက်ကြိုးစားအထောက်ခြင်းစိတ်ပေါအောင်အဲ့ဒါလိုလေးတွေးသေးခြင်းလားနောက်စိတ်နှလုံးတန့်ရှင်းစင်ကြယ်မှုကိုသူကိုတတ္တဝါတွေကဘလောက်တန်ဖိုးထားလဲဆိုတာလေဟုတ်လားဒါကြောင့်ကိုလည်းတန်ဖိုးထားနိုင်အောင်သူတစ်ပါးရဲ့တန်ဖိုးထားမှုကိုလည်းရနိုင်အောင်ကိုယ့်ရဲ့စိတ်ဓာတ်ကိုတန်ရှင်းအောင်ဖြူစင်အောင်ကြိုးစားရမယ်ဟုတ်လားနော်ဦးဇင်းတို့မြတ်စွာဘုရားဟောထားတာရှိတယ်နော်ရုပ်စင်ကြယ်လို့တတ္တဝါစင်ကြယ်တယ်လို့ဘုရားမဟောဘူးတဲ့ဟုတ်လားရုပ်ညစ်နွမ်းလို့တတ္တဝါညစ်နွမ်းတယ်လို့လည်းဘုရားမဟောဘူးတဲ့စိတ်စင်ကြယ်လို့ဒါလည်းတတ္တဝါစင်ကြယ်ရတယ်လို့ဘုရားဟောတယ်စိတ်ညစ်နွမ်းလို့ဒါလည်းတတ္တဝါညစ်နွမ်းရတယ်လို့ဘုရားဟောတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုညစ်နွမ်းရာကနေဖြူစင်ရသည်ကိုရောက်ဖို့အတွက်တတိပဋ္ဌာန်လမ်းစဉ်ကိုရှောက်ပေးရမယ်ပေါ့ဟုတ်လားတနည်းအားဖြင့်စိတ်အညစ်အကြေးဆိုတာစိတ်ကြောင့်ဖြစ်တယ်လို့ဆိုတယ်စိတ်ကြောင့်ဖြစ်တဲ့စိတ်အညစ်အကြေးကိုဒီစိတ်အလုတ်လို့ဆိုတဲ့ဘာဝနာအလုတ်နဲ့ပဲတန့်ရှင်းအောင်ကြိုးစားရတယ်ရေကြောင့်ဖြစ်တဲ့အညစ်အကြေးကိုရေနဲ့တန့်ရှင်းအောင်ဆေးကြောသလိုပဲလို့ဥပမာအလိုပေးတယ်ပေါ့ရေကြောင့်ရွှွတ်နှစ်ညစ်ကြေးဖြစ်၏ရွှွတ်နှစ်ညစ်ကြေးရေဖြင့်ဆေးလော့စိတ်ကြောင့်စိတ်ညစ်စိတ်ဆွေးဖြစ်၏စိတ်ညစ်စိတ်ဆွေးစိတ်ဖြင့်ဆေးလော့တဲ့ဟုတ်လားအဲ့တော့စိတ်နဲ့ဆေးရမယ်ဆိုတာကသတိပဋ္ဌာန်ဘာဝနာကိုပွားများရမယ်လို့ဆိုလိုတာပါနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အလုံးသောတတ္တဝါတွေမိမိအပါဝင်အလုံးသောတတ္တဝါတွေတန်ဖိုးထားကြတဲ့မျက်နှိုးကြတဲ့ဒီစိတ်သက်ဖြူစင်တန့်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရကျင်တယ်ဆိုရင်သတိပဋ္ဌာန်တရားကိုပွားများရမယ်အဲ့ဒါတကယ်ပွားများအထုတ်လို့သောတပတ္တိပညာပူညာလောက်ရခဲ့မယ်ဆိုရင်တက္ကာယဒိဋ္ဌိဆိုတဲ့နော်အလွန်ဆိုးဝါးတဲ့စိတ်အညစ်အကြေးနဲ့ဝိသိကိစ္စဆိုတဲ့စိတ်အညစ်အကြေးဟာအပြည့်သက်ပြောင်းစင်တန့်ရှင်းမသွားဘူးလားတန့်ရှင်းသွားမယ်အကယ်၍အရဟတမညာအရဟတဘုံညာရခဲ့မယ်ဆိုရင်တော့စိတ်အညစ်အကြေးလုံးဝဖြူစင်တန့်ရှင်းသွားမယ်ဟုတ်လားအဲ့လိုဖြူစင်တန့်ရှင်းသွားပြီဆိုရင်တော့မြတ်စွာဘုရားကပူဇော်အထူးကိုခံထိုက်တဲ့အနေအထားမျိုးကိုရောက်သွားတယ်လို့ပြောတယ်ဟုတ်လားပိဿပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ဂါထာလေးတစ်ပုဒ်ရှိတယ်ဗျနော်ကာယေမလံမုပိခာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလေတံတော်ပုတ္တိကာယောပိပူစီတော်တဲ့ကာယေမလံကိုမှဖြစ်နေတဲ့အညစ်အကြေးကိုဥပိခာယလစ်လျူရှုပြီးတော့စိတ်တေမလံစိတ်ရဲ့အညစ်အကြေးကိုဒေါဝတုပြောင်းစင်အောင်ဆေးကြောရမယ်ဟောကိုမှဖြစ်နေတဲ့အညစ်အကြေးကိုလစ်လျူရှုရမယ်တဲ့တော့ရေမချိုးရဘူးတန်ရှင်းရေးမလုပ်ရဘူးလို့ပြောတာတော့မဟုတ်ဘူးနော်ကိုမှဖြစ်နေတဲ့အညစ်အကြေးဆိုတာကတကယ်စဉ်းစားရင်ပြောင်းအောင်လုပ်လို့လည်းပဲဖြစ်တဲ့ကိစ္စမဟုတ်သူကဆေးရင်းနဲ့ပဲညင့်နေတာဘယ်တော့မှသူ့ကိုအပြည့်သက်လုံးဝတန့်ရှင်းသွားအောင်လုပ်လို့မရဘူးဒါကြောင့်လစ်လျူရှုတဲ့ကိစ္စကိုလစ်လျူကိုရှုရမှာသူဟာဟုတ်လားဒါကြောင့်ကိုမှဖြစ်နေတဲ့အညစ်အကြေးကိုလစ်လျူရှုပြီးတော့စိတ်မှဖြစ်နေတဲ့အညစ်အကြေးကိုပြောင်းရှင်းအောင်ရှင်းကြရမယ်ကာယေမလံမုပိခာယစိတ်တေမလံစဒောဝတုစိတ်တေဟိနေမလေတံတော်ပုတ္တိကာယောပိပူစီတော်တဲ့စိတ်တေဟိနေမလေတံတော်စိတ်မှာအညစ်အကြေးကင်းပြီဆိုရင်အဲ့ဒီသူတော်ကောင်းကိုတဲ့ပုတ္တိကာယောပိပုတ်သောနံစော်သောခန္ဓာကိုရှိပါတော့လည်းပဲပူစီတော်ပူဇော်တိုက်တယ်တဲ့ဟုတ်လားစိတ်အညစ်အကြေးသာကင်းမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကတော့ဒါအပုပ်အညီတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးဖြစ်တဲ့အတွက်ကြောင့်ဒါအပုပ်အညီအစုအဝေးကြီးလို့ဆိုရမှာပေါ့သို့တော်လည်းပဲစိတ်အညစ်အကြေးသာကင်းမယ်ဆိုရင်ဒီခန္ဓာကိုယ်ကြီးမျိုးနဲ့မလုပ်ထိုက်တယ်ပူဇော်တိုက်တယ်
ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့နံပါတ်1သတိပဋ္ဌာန်တရားကြောင့်ရရှိမဲ့အကျိုးကျေးဇူးစီအလွန်တရာမျက်နှိုးစရာမကောင်းဘူးလားကောင်းတယ်နော်စိတ်ဓာတ်ရဲ့တန့်ရှင်းစင်ကြယ်ခြင်းဆိုတာကိုသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်ရရှိနိုင်တယ်ပေါ့ဒါကိုလက်တွေ့ကလေးနားလေသဘောပေါက်အောင်ကြိုးစားအထောက်ကြည့်တဲ့ပေါ့နော်နောက်ဦးဇင်းတို့ဒုတိယနဲ့တတိယရရှိမဲ့အကျိုးကျေးဇူးကိုကြတော့မြတ်စွာဘုရားကပေါင်းပြီးတော့ပြောတယ်တောကပရိဒေဝနာတမတိတ်ကမာယနော်တောကပရိဒေဝနာစိုးရိမ်ခြင်းဆိုတဲ့တောကငိုကြွေးခြင်းဆိုတဲ့ပရိဒေဝတို့ကိုတမတိတ်ကမာယလွန်မြောက်သွားပါစေခြင်းအလို့ငါအယံဤသတိပဋ္ဌာန်တရား၄ပါးသည်ဧကာယနောမတ်ကိုတကြောင်လေးသောလမ်းဖြစ်တယ်။နောက်သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်တောကဆိုတဲ့စိုးရိမ်မှုနဲ့ပရိဒေဝဆိုတဲ့ငိုကြွေးမှုဒါတွေဟာမိမိတို့ရဲ့ကြော်လွှားနိုင်တဲ့အနေအထားကိုယ်ကကြော်လွှားနိုင်တဲ့အရေးအသွေးကိုသတိပဋ္ဌာန်တရားကိုပွားများခြင်းဖြင့်ရနိုင်တယ်ပေါ့။အဲ့ဒီအကျိုးကျေးဇူးကလည်းပဲအလွန်တရာမှမျက်နှိုးစရာကောင်းတယ်လိုချင်စရာကောင်းတယ်လို့ဆိုရမယ်။ဘာဖြစ်လို့လဲဆိုတော့တရားဓမ္မတို့ဦးဇင်းတို့တွေကစိုးရိမ်မှုတွေငိုကြွေးမှုတွေဆိုတာဖြစ်ကြရအောင်ပါစိုးရိမ်မှုမကင်းကြသေးဘူးငိုကြွေးမှုမကင်းကြသေးဘူးအခုလုံးလုံးစေတော့စိုးရိမ်နေတာတွေငိုကြွေးနေတာတွေမရှိဘူးပေါ့ဒါကလည်းပဲစိုးရိမ်တက်တဲ့သဘောမရှိလို့ငိုကြွေးတက်တဲ့သဘောမရှိလို့မစိုးရိမ်ရတာမငိုကြွေးရတာမဟုတ်ဘူးဘာဖြစ်လို့မစိုးရိမ်ကြတာတော့ဘာဖြစ်လို့မငိုကြွေးကြတာတော့လို့မေးရင်စိုးရိမ်စရာနဲ့မတွေ့သေးလို့ငိုကြွေးစရာနဲ့မတွေ့သေးလို့အဲ့တော့စိုးရင်စရာငိုကြွေးစရာဆိုတာကလည်းပဲတစ်နေ့မှာတေချာပေါက်ကိုတွေ့မှာနော်ဘုန်းကြီးကအတိတ်မရှိနမိတ်မရှိပြောတာလို့အဲ့လိုအထင်မမှားစေခြင်းပေါ့နော်တွေ့လာမယ်ကျုံလာမယ်ပြဿနာဘေးအန္တရာယ်ကိုကြိုတင်ပြီးတော့ခန္ဓာရည်ရှိအောင်ကြိုးစားအထောက်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အမှန်ကိုသိဖို့နားလည်ဖို့ပြောတာဘဝဆိုတာကောင်းတဲ့ဘက်ကိုရှေ့ရှုနေတာမဟုတ်ဒါအဆိုးမြင်တာမဟုတ်ဒါကအမှန်မြင်တာဟုတ်လားဘဝဆိုတာကောင်းတဲ့ဘက်ကိုရှေ့ရှုနေတာမဟုတ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကြီးကအိုးလာမယ်ဟောင်းလာမယ်အသုံးကြလာတာနဲ့အမျှချွေရင်မှုတွေများလာမယ်ချွေရင်ချက်တွေများလာမယ်နားလာရင်များလာရင်ဘာဖြစ်မလို့နာကျင်ကြိုက်ခဲမှုဆိုတာတွေကိုပြပြီးတော့အဲ့ဒီချွေရင်တဲ့နေရာလေးကထပ်ပြီးတော့အတိပေးမယ်ပေါ့ငါမကောင်းတော့ဘူးသူမကောင်းတော့ဘူးဆိုတာကိုသိဖို့အတွက်သူကဝေဒနာတရက်ကိုပြပြီးတော့အတိပေးတာဟုတ်တယ်မဟုတ်လားဒါသဘာဝပဲပြီးရင်ဘာဖြစ်မလို့ဆိုတော့သုံးမရရကနေနောက်ဆုံးပျက်စီးသွားမယ်ဟုတ်လားအဲ့တော့ကိုယ်သာလင်အဲ့လိုလားဆိုတော့မဟုတ်ဘူးကိုဝင်းကျင်မှာရှိတဲ့ကိုမျက်နှိုးတဲ့အရာတွေကလည်းအဲ့ဒီသဘာဝတွေပဲအဲ့တော့ကိုကသူတို့အပေါ်မှာလည်းပဲမျက်နှိုးမှုရှိတယ်အဲ့ဒီအရာတွေပေါ်မှာလည်းမျက်နှိုးမှုရှိတော့အဲ့ဒါတွေပျက်စီးရင်လည်းပဲကိုကစိုးရင်ရတာငိုကြွေးရတာပဲအဲ့ဒါတွေထက်ပိုးပြီးတော့ချစ်မြတ်နိုးရတဲ့ငါဆိုပြီးတော့ဆွလန်းသိမ့်ပိတ်ထားတဲ့ဒီခန္ဓာကိုယ်ကြီးပျက်စီးတော့မယ်ဆိုရင်တော့အတိုင်းထက်အလွန်အဲ့ဒီကြာရင်တော့အကြီးအကျယ်စိုးရင်ရလိမ့်မယ်ငိုကြွေးရလိမ့်မယ်ချစ်ခင်မြတ်နိုးမှုကြီးလေလေစိုးရိမ်မှုငိုကြွေးမှုပမာဏတွေများလေလေပေါ့ဒါပဲဟုတ်လားအဲ့တော့ဦးဇင်းတို့အပေါ်ယံစဉ်းစားကြည့်ရင်တော့စိုးရိမ်စရာတွေငိုကြွေးစရာတွေဘာလို့ဖြစ်ရတာတုံးဆိုရင်ပျက်စီးမှုတွေကြုံလို့ဖြစ်ရတာလို့ဖြေတရားရှိတယ်ပေါ့တကယ်ကပျက်စီးမှုကြုံလို့စိုးရိမ်ရတယ်ငိုကြွေးရတယ်ဆိုတာထက်အဲ့ဒီပျက်စီးမဲ့အရာတွေကိုစွဲလန်းသိမ့်ပိုက်ထားလို့စိုးရိမ်ရတာငိုကြွေးရတာဟုတ်လားဘောင်းဆိုစဉ်းစားကြည့်လေပျက်စီးတိုင်းကိုစိုးရိမ်တာမဟုတ်ငိုကြွေးတာမဟုတ်ကိုစွဲလန်းထားတာသိမ့်ပိုက်ထားတာမဟုတ်တဲ့အရာတွေဘလောက်ပျက်စီးနေနေကိုမှစိုးရိမ်မှုလည်းမရှိဘူးငိုကြွေးမှုလည်းမရှိဘူးစွဲလန်းမှုသိမ့်ပိုက်မှုရှိရင်တော့ဗျာတိတိလေးပဲဖြစ်အဲ့ဒါအကြီးအကျယ်ဒုက္ခရောက်တော့တာပဲကိုတနေ့ကနော်လေရင်ကကြောက်တောင်ကိုတည်ချာဝင်တိုက်တယ်ဆိုရဟုတ်လားလူ150လောက်တခါတည်းမိနစ်ပိုင်းအတွင်းမှာဖြစ်စီသွားကြတယ်ပေါ့နော်တခါကြီးဒီမကြီးတို့ဦးဇင်းတို့ဘာစိုးရိမ်မှုရှိတော့ဘာမှမရှိဘူးအော်ဟုတ်လားသတင်းတစ်ပုဒ်ကိုကြားတာဒါပါပဲတာမန်ပါပဲတကယ်လို့သာအဲ့ဒီထဲမှာကိုသေးကိုသား1ယောက်လောက်ပါကြည့်ပါလားဘလို့ဖြစ်သွားမလို့အကြီးအကျယ်ဖြစ်မှာ哦ကင်ကိုတိုင်းအဲ့ဒီထဲပါကြည့်ပါလားစိတ်ကူးနဲ့ကဘာပြက်တယ်လို့ဖြစ်သွားမှာ哦ဟုတ်တယ်မဟုတ်လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်ကောင်းတို့ပျက်စီးမဲ့အရာတွေပေါ်မှာဆွဲလန်းမှုမကင်းကြသေးတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေသည်အဲ့ဒီကိုဆွဲလန်းထားတဲ့အရာပျက်စီးမဲ့လဲဆိုရောဆိုရင်မူကစလာပြီဟုတ်လားဟာဘလို့မှလုံးလို့မရတော့ဘူးဆိုရင်အဲ့ဒါချို့ငိုကြပြီလုံးကြပါအောင်ကဲကြပါအောင်ဘယ်သူမှလည်းကဲနိုင်တာမဟုတ်ဒါသူ့တဘာဝတရားယူမှတားလို့ရတာမဟုတ်သို့တော့ဒီတဘာဝတရားရဲ့လမ်းစဉ်ကိုကိုကစောစောကသာစဉ်းစားထားတာစဉ်းကျင်ထားတာဘာမှမရှိတဲ့လူမျိုးဆိုရင်တော့အစိမ့်တက်အဲ့ဒါအကြီးအကျယ်ဒုက္ခရောက်နေဟုတ်လားအဲ့ဒါတချို့မေ့မျောပြီးတော့ဒါပူကြလောင်ကြဟုတ်လားဒါကြောင့်စိုးရင်စရာနဲ့တွေ့ရင်စိုးရင်ကြရအောင်မေ့ငိုကြွေးစရာနဲ့တွေ့ရင်ငိုကြွေးကြရအောင်မေ့တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်
စိုးရင်စရာနဲ့တွေ့လာတဲ့အခါငိုစရာနဲ့တွေ့လာတဲ့အခါမှာစိုးရိမ်မှုမရှိအောင်ငိုကြွေးမှုမဖြစ်အောင်တကယ်တမ်းတားဆီးပေးနိုင်မဲ့အရာကတော့တတိပဋ္ဌာန်တရားပဲရှိတယ်နော်တတိပဋ္ဌာန်တရားကိုပွားများလို့ရှိရင်ဒီသဘာဝတရားတွေဟာဘယ်သဘာဝတရားမှတည်မြဲမနေဘူးဆိုတာကိုအမှန်တိုင်းသိတဲ့အတွက်ကြောင့်ဆွဲလန်းမှုကတဖြည်းဖြည်းနဲ့သူကနည်းတယ်ပေါ့ဟုတ်လားဆွဲလန်းမှုနည်းလာတာနဲ့အမျှကိုမှသိမဆွဲလန်းမှုဆိုတော့သူပြည့်လေကိစ္စမရှိဘူးလေဟုတ်တယ်မဟုတ်လားကိုဆွဲလန်းပြီဆိုရင်ကတော့ကိုထင်ကရင်ရွှေနှမ်းပဲကိုသူများအနေနဲ့ဘာမှမဟုတ်ပေမဲ့တော့ကို့အနေနဲ့တော့ဒါအကြီးအကျယ်ဟုတ်လားဆေးရုံတို့တင်ချိုင်းကုန်းတို့သွားကြည့်ပေါ့ငိုးရိုးနေကြတာပဲကိုကအဲ့ဒီထဲမှာကိုနဲ့ကိုဆွဲလန်းတာဘာမှမပါတော့ကိုကတော့ပိုးကြီးပေးတတ်တယောက်အနေနဲ့ပေါ့ကိုင်ကိုတိုင်းတရုပ်ဆောင်မယ်ဆိုရင်ကဘလို့နေမလို့ကိုလည်းအဲ့ဒီတွေကဒီပုတ်ထဲကပဲဒီပဲသူတို့လိုပဲဖြစ်မှာဟုတ်လားအေးဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့နံပါတ်1နံပါတ်3အကျိုးကျေးဇူးဖြစ်တဲ့စိုးရင်ခြင်းငိုကြွေးခြင်းကိုလွန်မြောက်သွားစေနိုင်ပါတယ်ဆိုတဲ့သတိပဋ္ဌာန်တရားရဲ့အကျိုးကျေးဇူးသည်မျက်နှိုးစရာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်လည်းမြတ်စွာဘုရားကသတိပဋ္ဌာန်တရားကိုအားကိုးလို့ပြောတာတော့ဒီနေ့တကယ်ဒုက္ခပေးမှာကအဲ့ဒီဆွဲလန်းမှုကဒုက္ခပေးမှာအဲ့ဒီဒုက္ခပေးမဲ့ဆွဲလန်းမှုကိုလျှော့ချနိုင်တာကလည်းဒီနည်းပဲရှိတယ်ဟုတ်လားဖြစ်တိုင်းသောသဘာဝတရားတွေကိုတတိကပ်ပြီးတော့တိနေအောင်ကြိုးစားအဲ့ဒီလိုတတိကပ်ပြီးတော့တိနေအောင်ကြိုးစားခြင်းတည်ဉာဏ်ပညာဖြစ်ပေါ်ဖို့အတွက်အမှန်အကန်ဒါကြိုးစားအထောက်ဟုတ်လားဖြစ်တိုင်းသာသိမယ်ဆိုရင်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာဘာမှတည်မြဲမနေဘူးဆိုတာမသိတဲ့အကြောင်းရှိခုမရှိဟုတ်လားအဲ့လိုသာမတည်မြဲတဲ့သဘာဝကိုအမှန်တိုင်းသိမယ်ဆိုရင်ဆွဲလန်းမှုကကိုကနဲပါဆိုလို့နဲတာမဟုတ်ဘူးအဲ့ဒီအသိဉာဏ်ရရင်အလိုလိုနဲမှာအဲ့ဒီအသိဉာဏ်မရရင်တော့နဲမှာမဟုတ်လားတည်မြဲတယ်ထင်မယ်ကောင်းမယ်ထင်မယ်အစိုးရတယ်ထင်မယ်ဆိုရင်တော့ဆွဲလန်းမှုတွေကပိုရေးများလာမှာပေါ့ဟုတ်လားအေးဒါကြောင့်ပြည်သက်ပေါင်းသူတော်ကောင်းတို့နံပါတ်1နံပါတ်3ရရှိမဲ့အကျိုးကျေးဇူးသည်စိုးရင်လျာနဲ့တွေ့ရင်လည်းမစိုးရင်ရဘူးငိုကြွေးစရာနဲ့တွေ့လည်းမငိုကြွေးရဘူးဘလောက်မျက်နှိုးစရာကောင်းတော့ဟုတ်လားတကယ်မျက်ရည်ချောက်အောင်လုပ်မှာကအဲ့ဒီတရားဘယ်ရာကမှကိုမနှစ်သိမ့်နိုင်ဘူးတကယ်တမ်းကကိုတကယ်ဒုက္ခရောက်ပြီဆိုရင်ဘေးကဘာတွေပဲရှိနေရောက်နေတာပဲဒုက္ခဟုတ်လားအေးအဲ့တော့ဦးဇင်းတို့အကျိုးကျေးဇူး9မျိုးတည်းကဘယ်နှမျိုးရှိသွားပြီတော့3မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့4ခုမြောက်နဲ့5ခုမြောက်အကျိုးကျေးဇူးဒုက္ခဒေါမနတန္တအထင်ကမာယကိုဆင်းရဲခြင်းနဲ့စိတ်ဆင်းရဲခြင်းတို့ကိုချုပ်ငြိမ်းသွားစေလိမ့်မယ်တဲ့သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှိရင်နော်အယံဤသတိပဋ္ဌာန်တရား၄ပါးတည်းဟူသောလမ်းသည်ဒုက္ခဒေါမနတန္တကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုအထင်ကမာယချုပ်ပြောက်သွားစေလိမ့်မယ်အဲ့ဒါအတွက်ဧကယနောမကောတကြောင်ဒီသောလမ်းပဲတဲ့ဒီနေရာမှာကိုဆင်းရဲတာကိုဒုက္ခလို့ပြောတယ်စိတ်ဆင်းရဲတာကိုဒေါမနတလို့ပြောတယ်စိတ်ဆင်းရဲတဲ့ဒေါမနတတရားကတော့အနာဂံဖြစ်ရင်တော့သူကအပြီးပြောက်ပြီပေါ့ကိုဆင်းရဲတဲ့ဒုက္ခတရားကတော့ယန္တာဖြစ်လို့ပြိဋိဘံစံပြီးဆိုတော့အပြီးတိုင်ပြောက်သွားမယ်ပေါ့ဒါကတော့အဆုံးစွန်အကျိုးကျေးဇူးပေါ့နော်သတိပဋ္ဌာန်တရားကိုပွားများရင်အဲ့ဒီပန်းနိုင်ကရောက်ကိုရောက်မှာဟုတ်လားကဲအဲ့ဒီလောက်ကြီးထိယန္တာဖြစ်ဖို့အနာဂံဖြစ်ဖို့ကဲထားအောင်မရောက်သေးဘူးဆိုရင်တောင်ဂျာကာလမှာကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုညှို့နှဲသွားစေမယ်ဆိုတာကလည်းပဲအမှန်ပဲနော်သတိပဋ္ဌာန်တရားကိုပွားများလာတာနဲ့အမျှတချို့နော်ယောဂါတွေပျောက်သွားတာဆိုတာကြားဘူးတယ်မဟုတ်လားနော်ခွဲရဆေးရမာတွေဆရာဝန်ကဒိတ်ပေးထားတယ်မခွဲမဆေးရတော့ဘူးအောဘွယ်ရာပျောက်ကင်းသွားကြတာတွေရှိတယ်။မဟာစီဆိုတော်ဘုရားကြီးဟောထားတဲ့တက္ကသိုလ်ဝိပဿနာတရားတော်ဆိုတဲ့စာအုပ်ထဲမှာနေရလိစ္ဆာအတိအကျနေ့ရက်အတိအကျနဲ့သတိပဋ္ဌာန်တရားကိုအထုတ်လို့ယောဂပျောက်ပုံတွေကိုမှတ်တမ်းတင်ထားတာအများကြီးရှိတယ်။ဟုတ်လား။ဒါဟာဘာလဲဆိုတော့ကိုဆင်းရဲခြင်းဒုက္ခကိုချုပ်ငြိမ်းစေလိမ့်မယ်ဆိုတဲ့မြတ်စွာဘုရားအမခံထားတဲ့အဲ့ဒီဒေသနာလေးနဲ့ညှိပြီးတော့စဉ်းစားဖို့ကလေးကိုပြောပြတာ။ဟုတ်လား။သတိပဋ္ဌာန်တရားအထုတ်မယ်ခန္ဓာမှာသတိကပ်ပြီးတော့နေနိုင်မယ်ဆိုရင်တော်ယုံတန်ယုံဒုက္ခဝေဒနာရဲ့နှိမ့်ဆက်မှုကနေပြီးတော့တတ္တဝင်ရနိုင်တယ်ဟုတ်လားဒါကြောင့်ဒီနေ့ဒီခန္ဓာကိုယ်ကြီးကယောဂဗျာတွေဆိုတာဖြစ်လာမှာနော်အဲ့ဒီလိုအခါမျိုးမှာဒီခန္ဓာကိုယ်ကြီးကပေးလာမဲ့ဒုက္ခဝေဒနာကိုသီးခံနိုင်ဖို့အတွက်တနည်းအားဖြင့်ဒုက္ခဝေဒနာကိုကြော်လွှမ်းနိုင်ဖို့အတွက်သတိပဋ္ဌာန်တရားကိုလေ့ကျင့်ထားဖို့မလိုဘူးလားလိုတယ်ဒါဒုက္ခဝေဒနာနောက်ဒေါမနတဝေဒနာနောက်သတိပဋ္ဌာန်တရားကိုတကယ်အားထုတ်လို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေ့ကြုံရတဲ့အခြေအနေဘယ်သဘာဝတရားဘယ်အခြေအနေမှတည်မြဲမနေဘူးဆိုတာကိုတကယ်ထဲထဲဝင်ရှင်းရှင်းလင်းလင်းသဘောပေါက်မဲ့နားလည်ထားတဲ့ပုဂ္ဂိုလ်ဟာဒ
တောင်ယုံတန်ယုံစိတ်တူစရာနဲ့တွေ့ရင်စိတ်မတူဆိုရင်ဒေါမနတဝေဒနာခံစားရတဲ့အကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားစိတ်ဆိုတာဒေါသဖြစ်မှဆင်းရဲတာဟုတ်တယ်မဟုတ်လားလောဘတွေဖြစ်ရင်လည်းဆင်းရဲတဲ့အပိုင်းရှိပါတယ်သို့တော့ဒီနေရာမှာဒေါမနတဝေဒနာကိုပြောနေလို့ပြောပြတာဟုတ်လားအဲ့တော့သတိပဋ္ဌာန်တရားကိုအထုတ်လာတာနဲ့အမျှမေတ္တာတရားတွေအားကြီးလာပြီးတော့ဒေါမနတဝေဒနာနည်းပါးသွားမှာကတော့အမှန်ပဲဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါလို့ကိုယ်ဆင်းရဲခြင်းဒုက္ခစိတ်ဆင်းရဲခြင်းဒေါမနတတရားတွေချုပ်ငြိမ်းခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရဖို့အတွက်သတိပဋ္ဌာန်တရားကိုပုံပြီးတော့အားကိုးလိုက်ဖို့လိုတယ်ပေါ့ဘယ်နှပါးရှိသွားပြီတော့၅ပါးရှိသွားပြီနော်စိတ်တန့်ရှင်းစင်ကြယ်မယ်တောကပရိဒေဝကိုကြော်လွှားသွားလိမ့်မယ်ဒုက္ခဒေါမနတကိုချုပ်ငြိမ်းသွားစေလိမ့်မယ်ဟုတ်လားနောက်ဆုံးဦးဇင်းတို့6ခုမြောက်နဲ့9ခုမြောက်အကျိုးကျေးဇူးညာယတ္တအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယညာယတ္တအဓိကမာယသစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိတဲ့အရိယာမဉ္ဇဉ်ကိုရဖို့ရာအယံဟောဒီသတိပဋ္ဌာန်တရား၄ပါးသည်ဧကာယနောမဂ္ဂောတကြောင်းလေးတော့လတ်မယ်တရားဓမ္မတို့ဦးဇင်းတို့ကုသိုလ်ကောင်းမှုပြုတိုင်းဆုတောင်းနေတဲ့မဉ္ဇဉ်ရုပ်စွာအစုံဘုရားရှိခိုးပြီးရင်တောင်ဆုတောင်းနေတဲ့မဉ္ဇဉ်အဲ့ဒီမဉ္ဇဉ်ကိုသတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်ရှားလိမ့်မယ်လို့မြတ်စွာဘုရားဟောဟုတ်လားသစ္စာ၄ပါးကိုထုတ်ထွင်းပြီးတော့သိမယ်ခန္ဓာဆင်းရဲတယ်ဆိုတကယ်သိမယ်ပေါ့တကယ်သိလာတာနဲ့အမျှသိတဲ့သိလိုက်တာကိုတကယ်သိပြီဆိုရင်ပယ်တဲ့ပယ်လိုက်တဲ့သမုဒိယသစ္စာကိုတကယ်ပယ်မှာပေါ့ဟုတ်တယ်မဟုတ်လားပယ်တဲ့ပယ်လိုက်တဲ့သမုဒိယသစ္စာဆိုတဲ့လောဘကိုသူ့အစ်နဲ့သူပယ်ပြီဆိုလို့ရှိရင်လောဘကြောင့်ဖြစ်လာမဲ့ပူလောင်မှုတွေဟာလောဘကိုပယ်လိုက်ပြီဆိုမှတော့သူလည်းချုပ်သွားမယ်ပေါ့ဒုက္ခនិရောဓအဲ့တော့မျက်မှောက်ပြုတဲ့ပြုလိုက်တဲ့និရောဓသစ္စာကိုလည်းမျက်မှောက်ပြုပြီးသားဖြစ်သွားတယ်ပွားများတဲ့ပွားများတိတ်တဲ့မဂ္ဂသစ္စာကိုလည်းပွားများပြီးသားဖြစ်သွားတယ်ပေါ့အဲ့ဒါလိုတိပေစိုက်ပွားသစ္စာ၄ပါးနော်ကိစ္စ၄မျိုးကိုတပြိုင်နက်တည်းနော်ပါဝင်ပြီးတော့တိသွားတယ်ဆိုတဲ့ဒါမဉ္ဇဉ်အဲ့ဒီမဉ္ဇဉ်ကိုရကျင်တယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်တရားကိုပွားများရမယ်မဉ္ဇဉ်ကိုရပြီဆိုတာနဲ့နိဗ္ဗာန်ဆိုတာကိုတိတိကျကျခခဏဏသူတိသွားပြီမြင်သွားပြီပြောနိုင်သွားပြီဆိုနိုင်သွားပြီပေါ့ခုတက္ကမတို့ဦးဇင်းတို့တွေကတော့နိဗ္ဗာန်ကိုတကယ်မသိသေးတော့ဒါဦးဇင်းတို့လည်းပဲမပြောနိုင်ဘူးမဆိုနိုင်ဘူးကိုမှမသိသေးတာဟုတ်လားအဲ့တော့မဉ္ဇဉ်နဲ့တာနဲ့သိရတယ်မျက်မှောက်ပြုရတဲ့နိဗ္ဗာန်ဆိုတဲ့တရားအထုအမြတ်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်သတိပဋ္ဌာန်တရားကိုပွားများရမယ်ပေါ့ဒါကဦးဇင်းတို့6ခုမြောက်အကျိုး9ခုမြောက်အကျိုးကျတော့ဘာပြောတော့နိဗ္ဗာနတသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်စောသောကမဉ္ဇဉ်သည်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ပြောခဲ့ပြီးသားဘာဖြစ်လို့အခုနိဗ္ဗာန်တသစ္စိကရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုရလိမ့်မယ်လို့9ခုမြောက်အကျိုးကျေးဇူးကိုထပ်ပြောရတယ်လေမတူဘူးတဲ့9ခုမြောက်အကျိုးကျေးဇူးနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာကဖိုလ်ဉဏ်နဲ့မျက်မှောက်ပြုတာကိုပြောတာတဲ့ဖိုလ်ဉဏ်နဲ့မျက်မှောက်ပြုတယ်ဆိုတာကကိုနိဗ္ဗာန်ချမ်းသာကိုဝင်စားခြင်းတဲ့အချိန်မှာဝင်စားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်စောသောကမဉ္ဇဉ်ဆိုတာကတစ်ချိန်ပဲသူကဖြစ်လိုက်တာမဉ္ဇဉ်ဆိုတာဖြစ်ပြီးရင်ဖိုလ်ဉဏ်ဆိုတာတန်းဖြစ်တယ်ပေါ့အဲ့ဒီဖိုလ်ဉဏ်ကတော့နောက်တစ်ချိန်မှာဒီနိဗ္ဗာန်ချမ်းသာကိုဝင်စားခြင်းတဲ့အချိန်လေးမှာဝင်စားလို့ရတယ်ပေါ့တနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းတဲ့အချိန်မှာပြုလို့ရတယ်ပေါ့ဟုတ်လားအဲ့ဒီအကျိုးကျေးဇူးဟာလည်းပဲသတိပဋ္ဌာန်တရားကိုပွားများခြင်းဖြင့်ရလိမ့်မယ်ပေါ့တကယ်လို့သာပိဋကပေါင်းသူတော်ကောင်းတို့နော်ယန္တာဖြစ်သည့်အထိမရောက်သေးတောင်မှသောတပတ္တိမဉ္ဇဉ်ဖိုလ်ဉဏ်လောက်ရခဲ့မယ်ဆိုရင်တောင်မြတ်စွာဘုရားကသောတပတ္တိမဉ္ဇဉ်ဖိုလ်ဉဏ်ကိုရခြင်းသည်အလွန်ကြီးကျယ်တဲ့ကောင်းကျိုးချမ်းသာဟုတ်လားအလွန်ကြီးကျယ်တဲ့ကောင်းကျိုးချမ်းသာပထဗျာဧကရစ္စေနတက္ကတဂမနေနဝါသဗ္ဗလောကတိပစ္စေနသောတပတ္တိဖလံဝရကြားဘူးတယ်ထင်ပါတယ်ဒီကာထလေးအနာတပညတကာလကိုအကြောင်းပြုပြီးတော့ဟောတာနော်ပထဗျာဧကရစ္စေနနော်ဒီမြေပြင်ကြီးတစ်ခုလုံးကိုတယောက်တည်းအစိုးရတယ်လို့ဆိုတဲ့ဧကိယမင်းဖြစ်ရတာထက်၎င်းပထဗျာဧကရစ္စေနတက္ကတဂမနေနဝါချမ်းသာလာပါတယ်လူစည်းတွေနဲ့အများကြီးတာပါတယ်ဆိုတဲ့နတ်ရွာလောကကိုရောက်ရတာထက်၎င်းသဗ္ဗလောကဓိပစ္စေနအဲ့ဒီနတ်ပြည်လောကကြီးအပေါင်းအားလုံးသောလောကကြီးကိုအစိုးရရတာထက်၎င်းကဲလောကီစည်းတွေတော့ကုန်သွားပြီနော်ပထဗျာဧကရစ္စေနတက္ကတဂမနေနဝါသဗ္ဗလောကဓိပစ္စေနနော်အဲ့ဒါဒီထက်သောတပတ္တိဖလံဝရသောတပတ္တိမဉ္ဇဉ်ဖိုလ်ဉဏ်ကိုရရခြင်းကပို့ပြီးတော့မြင့်မြတ်တယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒီစည်းစိမ်တွေဆိုတာက
အချိန်မရွေးရှော့ကျသွားနိုင်တဲ့ဆုံးရှုံးပျက်စီးပြီးတော့အလွန်ကြီးကျယ်တဲ့ဆင်းရဲဒုက္ခနဲ့လည်းရင်ဆိုင်ရသွားစေနိုင်တယ်။အကယ်၍သာသောတပတိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရမယ်ဆိုရင်အာမခံချက်ရှိသွားပြီမဆင်းရဲတော့ဘူးဆိုတာအနာဂတ်ရေးအတွက်စိတ်အေးသွားရပြီပေါ့စောစောကအရာတွေကအခုလုံးလုံးစေဘလောက်ပဲကောင်းနေတယ်ပြောအနာဂတ်ရေးကိုစိတ်အေးရတယ်ဆိုတဲ့အပိုင်းသူ့မှာမပါအဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့မဉ္ဇဉ်ပူဉ္ဇဉ်ဆိုတာလူငယ်တွေလူချင်းစိတ်ပေါက်အောင်ပြောရရင်တော့အနာဂတ်ရေးကိုစိတ်အေးရသေးတယ်ငါဘာမှဖြစ်မှလေလေလို့တွေးเสียပူเสียမရှိတော့ဟုတ်လားအဲ့လိုမျိုးစိတ်ချရတဲ့တေချာတဲ့ရေရာတဲ့အနာဂတ်တစ်ခုရသွားစေနိုင်တဲ့ဒီမဉ္ဇဉ်ပူဉ္ဇဉ်ဟုတ်လားအဲ့ဒီမဉ္ဇဉ်ပူဉ္ဇဉ်ကိုရကျင်တယ်ဆိုရင်ဘာလုပ်ရမလို့တတိပဋ္ဌာန်တရားကိုပွားများရမယ်အကျိုးကျေးဇူးဘယ်နှမျိုးတော့9မျိုးအဲ့ဒီအကျိုးကျေးဇူး9မျိုးကိုကြည့်လိုက်မယ်ဆိုရင်ဩတတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားကစစ်မှန်တဲ့အာကိုရာလို့ဟောတာဟာဟောလိုက်တယ်လို့ကိုမထောက်ခံနိုင်ပြီဘူးလားထောက်ခံနိုင်တာပါဒါကြောင့်လည်းမြတ်စွာဘုရားခေါင်းတော်ကရှင်အနန္ဒာကိုจิตသားအနန္ဒာကိုသာလည်းမိခိုးအားကိုပြီးတော့နေကိုမတပါတခြားဘယ်သူကိုမှမိခိုးအားကိုမှုမပြုဘဲနဲ့နေဟုတ်လားနောက်တစ်ချက်တရားကိုသာလည်းမိခိုးအားကိုပြီးတော့နေတရားကလွဲပြီးတော့တခြားဘယ်အရာကိုမှမိခိုးအားကိုမှုမရှိဘဲနဲ့နေဟုတ်လားအဲ့တော့ကိုအားကိုရမယ်မိခိုးရမယ်တရားကိုမိခိုးရမယ်အားကိုရမယ်ဆိုတာဘာလို့ပြောတာတုံးဆိုတော့အသေးစိတ်ဘလို့ထပ်ပြီးတော့မြတ်စွာဘုရားကရှင်းလင်းပြထားတော့တတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်လို့ပြောတာတဲ့ဟုတ်လားအဲ့တော့တတိပဋ္ဌာန်တရားဆိုတာကပိဋကပေါင်းသူတော်ကောင်းတို့စောစောကအနှစ်ချုပ်လေးတော့ပြောခဲ့ပြီနော်တတိပဋ္ဌာန်တရားအထုတ်ပုံဟုတ်လားမိမိခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့တလဇက်ဖြစ်ပေါ်နေတဲ့ရုပ်ဓာတ်နံဓာတ်သဘာဝတရားတွေကိုဖြစ်တိုင်းတတိဥရှိပြီးတော့တိနေအောင်ကြိုးစားတာဘယ်အချိန်မှာပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဘလို့အနေအထားမျိုးမှာမဆိုချွင်းချက်မရှိဘူးနော်အေးအဲ့ဒါကိုဖြစ်တိုင်းသိအောင်ကြိုးစားတာအဲ့ဒါကိုမြတ်စွာဘုရားက၄မျိုးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ဟောတယ်နော်ကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်နော်ယုတ်ကာယပိုင်းဆိုင်ရာတွေကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့အလုပ်ကိုဒါကာယ ानु ပဒနာတတိပဋ္ဌာန်လို့ဆိုတာနော်အာနာပါနကမ္မဋ္ဌာန်းဆိုဒီတဲ့အကျုံးဝင်တယ်ဟုတ်လားဣရိယာပဋ္ဌပပနော်သွားရထိုင်လျောင်း၄ပါးသောဣရိယာပုကိုသိအောင်ကြိုးစားတယ်တမ္ပဇင်ညာပပရှေ့တက်တယ်နောက်ဆုတ်တယ်တဲ့ကြည်တယ်တစောင်းကြည်တယ်မော့တယ်ငုံတယ်ကွေးတယ်ဆန့်တယ်ဟုတ်လားအဝတ်စားတွေဝတ်တယ်စားတယ်တောက်တယ်ကျင်ကြီးကျင်ငယ်စွန့်တယ်အိတ်တယ်နိုးတယ်ထားတယ်အသေးစိတ်အမူအရာတွေအကုန်လုံးကိုသိအောင်ကြိုးစားအဲ့ဒါကိုတမ္ပဇင်ညာပပဒီကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်ဟုတ်လားပြီးတော့32မျိုးသောကုဋ္ဌာတအစုဝေးကိုသိအောင်မြင်အောင်ကြိုးစားအထုတ်တဲ့အလုပ်ပฏิကူလမနတိကာရပပဆိုပြီးတော့ဒီကာယ ानु ပဒနာတတိပဋ္ဌာန်ထဲမှာပဲအကျုံးဝင်တယ်နောက်ဦးဇင်းတို့ဓာတုမနတိကာရပပဆိုပြီးတော့ဓာတ်ကြီး၄ပါးခန္ဓာကိုယ်မှာနော်ပထဝီအာဝတ္တေဇောဝါယောဓာတ်တဘာဝတွေအမှားကအနေထားပြီးတော့တိဆောက်ထားတာကိုသိအောင်မြင်အောင်ကြိုးစားတာနော်အေးအဲ့တော့ဦးဇင်းတို့ကာယ ानु ပဒနာတတိပဋ္ဌာန်ကို14ပိုင်းပိုင်းပြီးတော့မြတ်စွာဘုရားဟောအာနာပါနပပဣရိယာပဋ္ဌပပတမ္ပဇင်ညာပပပฏิကူလမနတိကာရပပဓာတုမနတိကာရပပပြီးတော့ဦးဇင်းတို့နဝတိဝဋ္ဌိကာယပပဆိုပြီးတော့ခန္ဓာကိုယ်ပျက်စီးပြီးတဲ့နောက်မှာဇက်တိုက်ဖြစ်ပေါ်လာမဲ့တဘာဝတရားတွေခန္ဓာကိုယ်ကြီးတည်ပြီးတဲ့နောက်မှာဘာမှမပြုတ်ပြင်မဲနဲ့ဒီတိုင်းပြစ်ထားကြည့်သူဘာတွေဆက်ဖြစ်လာမလို့ရောင်းလာမယ်အယောင်တွေပြောင်းလာမယ်အရည်တွေထွက်လာမယ်ပြီးရင်အမျိုးမျိုးသောပိုးကောင်တွေကစားကြမယ်ကိုယ်ခန္ဓာကိုယ်ကဖြစ်လာတဲ့ပိုးကောင်ရောဘေးကပွေရစိတ်တွေကိုမချောက်ဘူးဆိုရင်ကြီးတွေရောခွေးတွေရောလာစားကြမယ်ပရဗတ္တခန္ဓာဆိုတာသူတစ်ပါးရဲ့အစာလို့ပြောတာဟုတ်လားပြီးရင်ဘာကြံမဆိုအယိုးပဲကြံမယ်ပေါ့အဲ့ဒီအယိုးကပဲအမျိုးမျိုးပုံပြောင်းသွားတယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားကနဝတိဝဋ္ဌိကာယပပသင်္ချိုင်းကအလောင်းကောင်တွေကို9မျိုးပုံပေါ်အောင်မြတ်စွာဘုရားပြောတယ်အဲ့ဒါခုန9မျိုးနဲ့9မျိုးနဲ့ပေါင်းလိုက်ရင်ကာယ ानु ပဒနာတတိပဋ္ဌာန်14မျိုးဆိုပြီးတော့ရှိတယ်အဲ့ဒါဦးဇင်းတို့အသေးစိတ်ဟောထားတာရှိပါတယ်တကြောင်ဒီတော်လမ်းဆိုပြီးတော့မုံရွာမှာ9ညဟောထားတာရှိတယ်အဲ့ဒီကိုယ်လေးတွေလည်းပဲရှိပါတယ်ဟုတ်လားအေးနောက်ဦးဇင်းတို့ခံစားချက်ဝေဒနာတွေကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်တာကိုကြတော့ဘာခေါ်မလို့ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်မိမိရဲ့စိတ်အနေအထားတွေကိုသိအောင်ကြိုးစားအထောက်တာကြတော့စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဒါဦးဇင်းတို့အသေးစိတ်ပြောဖို့အချိန်မရလို့ပါဟုတ်လားအေးဓမ္မတဘာဝအသေးစိတ်တွေကိုသိအောင်ကြိုးစားတဲ့အလုပ်ကိုကြတော့ဓမ္မ ानु ပဒနာတတိပဋ္ဌာန်ဟုတ်လား
အဲ့တော့အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးကိုအနှစ်ချုပ်ပြီးတော့ပြောမယ်ဆိုရင်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေလို့အဲ့ဒါလိုလေးနားလည်ရမယ်ပေါ့ဟုတ်လားမြင်ခြင်းကြားခြင်းနားခြင်းစားခြင်းထိခြင်းတွေးခြင်းဆိုပြီးတော့ဒီ6အုပ်စုနဲ့လည်းပဲဉာဏ်မှာသိသိနိုင်ရမယ်ပေါ့ဟုတ်လားအမျိုးမျိုးဒါသိသိတဲ့နေ့တွေမြတ်စွာဘုရားဟောထားတာပါနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့အမြဲမပြတ်မိမိခန္ဓာမှာတတိကပ်ပြီးတော့နေတယ်ဆိုတဲ့အလုပ်ပါပဲဖြစ်ဖြစ်တတိကလေးထားပြီးတော့တိနေအောင်ကြိုးစားတဲ့အလုပ်ဟုတ်လားဒီအလုပ်ဒီရလက်ပိုင်းဆိုင်ရာအကျိုးကျေးဇူးပိုင်းဆိုင်ရာကိုကြည့်လိုက်မယ်ဆိုရင်သူ့လောက်အကျိုးရလက်ကောင်းတဲ့အလုပ်ဘယ်အလုပ်မှမရှိဘူးနော်အကျိုးရလက်အကောင်းဆုံးအလုပ်ဆိုရင်တော့ဒါတန်ဖိုးအကြီးဆုံးအလုပ်လို့ပြောရမှာပေါ့သူကြောင့်မဆိုလောကီလေးနဲ့နည်းနည်းလေးရှင်ပြီးတော့စဉ်းစားကြည့်ပါနော်တစ်လကို3 သိန်းရတဲ့အလုပ်ထက်တစ်လကို10 သိန်းရတဲ့အလုပ်ကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာပေါ့လှုပ်ချင်စရာကောင်းတာပေါ့ရိုးသားမှုကောင်းမှုရှိတာချင်းတူမဲဆိုရင်ဟုတ်လားတစ်လကို10 သိန်းရတဲ့အလုပ်ထက်သိန်း100ရတဲ့အလုပ်ဆိုရင်တော့ဟော10 သားတာသွားပြီနော်တစ်လကိုသိန်းရာချီပြီးတော့ရတဲ့လူတွေလည်းရှိတယ်လို့ပြောတယ်နော်တချို့ထောင်ချီရတယ်လို့တောင်ပြောကြတာဟုတ်လားဘယ်လိုတွေများလှုပ်လဲတော့မသိဘူးနော်ကင်ထားပါတော့အဲ့တော့အကျိုးရလက်ကြီးလေဒီအလုပ်ကိုတန်ဖိုးကြီးလေလို့လောကီမှာလည်းအဲ့လိုပြောတာမရှိဘူးလားရှိတယ်နော်အဲ့ဒါလို့သာပြောကြမယ်ဆိုရင်တတိပဋ္ဌာန်အလုပ်ကိုမှီတဲ့အလုပ်ဘယ်အလုပ်မှမရှိဘူးသူဒီတန်ဖိုးအကြီးဆုံးအမြင့်မြတ်ဆုံးပဲဟုတ်တော့သူ့ကြောင့်ရရှိမဲ့အကျိုးကျေးဇူးဒီဘယ်အလုပ်ကြောင့်ရရှိတဲ့အကျိုးကျေးဇူးမျိုးကိုမဆိုသူကသားလွန်နေအောင်ဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒီအလုပ်ကိုလှုပ်ချင်းသည်ပင်လေစစ်မှန်တဲ့အာကိုရာကိုရှာဖွေတာဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အသိဉာဏ်ကလေးနဲ့ငွေရေးကြေးရေးနော်ပြီးတော့လူချင်းချင်းအတတ်ပညာဒါတွေကိုအာကိုရာဖြစ်နေရှာတာတွေရှိပါတယ်ဒါလည်းပဲထိုက်တဲ့လောက်တော့ဘဝမှာနေထိုင်စဉ်မှာတော့အာကိုအားတော့ပြုတ်ရမှာပါသို့တော့တကယ်အရေးတကယ်ဘေးနဲ့ကျုံလာပြီဆိုရင်တော့အာကိုရာမဖြစ်ပါဘူးနော်တကယ်အရေးတကယ်ဘေးကျုံလာပြီဆိုရင်တော့အာကိုရာကအသိဉာဏ်ပဲရှိတာအဲ့ဒီအသိဉာဏ်ကလည်းဒီတတိပဋ္ဌာန်တရားနဲ့လွဲပြီးတော့ကင်းပြီးတော့မရနိုင်ဘူးဟုတ်လားဒါကြောင့်ဦးဇင်းတို့မင်းကွန်းဆိုတော်ဘုရားကြီးသူတခါမှစေးသားမှားပြီးတော့မျက်နှာကြီးတစ်ချမ်းရောင်သွားလို့ပြောတယ်အဲ့တော်တော်ကုယူရတယ်ဆိုတော့ကြီးကအဲ့တညတော့အရှင်ဘုရားရဲ့အသက်က2 နာရီလောက်ပဲကျန်တော့တယ်လို့နားထဲမှာပြောတန်ကြားတယ်တဲ့အဲ့လိုကြားတဲ့အခါကျတော့သူတန်ဝေခါရတော့ဆရာကြီးကြောက်တော့မကြောက်ဘူးတဲ့ငါအသက်2 နာရီလောက်ကျန်တော့တယ်ဆိုပါလားအဲ့ဒါလို့ဆိုရင်ငါဘာအကူရပါမလို့လို့စဉ်းစားလိုက်တဲ့အခါကျတော့နားထဲမှာပညာလို့ကြားသလိုဖြစ်လာတယ်တဲ့ဟောပညာဆိုတာစိတ်ထဲရောက်လာနော်တကယ်အရေးတကယ်ပဲဆိုရင်ဘာကအာအကူရတော့ပညာဆိုတာဘာလို့မှန်မှန်ကန်ကန်သိတာဘာကိုသိတာလဲဆိုတော့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းလောကရဲ့အကြောင်းကိုသိတာနော်ပညာဆိုတာတိပြင်သင်လို့တက်လို့အောင်ထားတာတွေကိုပညာလို့ပြောတာမဟုတ်ပညာဆိုတာအမှန်ကိုသိတာအမှန်ဆိုတာကလည်းပဲဒီခန္ဓာနဲ့ဒီလောကနဲ့ဒီဘဝနဲ့စက်တဲ့အမှန်ကိုပြောပြတာဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့အဲ့ဒီအာကိုရာအစစ်ဖြစ်တဲ့ဒီပညာကလည်းပဲတတိပဋ္ဌာန်တရားနဲ့ကင်းပြီးတော့မရနိုင်ဘူးတတိမထားဘဲနဲ့အမှန်သိတယ်ဆိုတာဘလို့မှမဖြစ်နိုင်ဟုတ်တယ်မဟုတ်လားဒါကြောင့်တတိထားရမယ်ဘယ်မှာတတိကထားရမှာတော့ခန္ဓာကိုယ်မှာထားရမှာဒါကြောင့်မိမိခန္ဓာမှာထင်သောတတိရှိရမယ်လို့ဦးဇင်းတို့ဒေသနာတော်ဒီတော်တော်များများမှာဟောထားအောင်ခန္ဓာမှာထင်သောတတိရှိရမယ်ဟုတ်လားခန္ဓာဆိုတာကရုပ်ခန္ဓာရှိတယ်နာမ်ခန္ဓာရှိတယ်ရုပ်ခန္ဓာကသိတာတဲ့ထင်ရှားတယ်သူ့ကိုသိရအောင်လုပ်ဖို့အတွက်လွယ်တယ်ပေါ့နာမ်ခန္ဓာကတော့သိခဲတယ်ထင်ရှားမှုလည်းသိပြီးတော့မရှိတဲ့အတွက်ကြောင့်ရုပ်ခန္ဓာကိုအရင်နားလည်အောင်ကြိုးစားခိုင်းတာပါမြတ်စွာဘုရားကဟုတ်တယ်မဟုတ်လားပြီးရင်တော့နာမ်ခန္ဓာရဲ့အကြောင်းကိုသိဖို့ဆက်ပြီးတော့ကြိုးစားရမယ်ပေါ့ဟုတ်လားအဲ့လိုရုပ်ခန္ဓာနာမ်ခန္ဓာဒီခန္ဓာတွေရဲ့သဘာဝကိုသိအောင်ကြိုးစားခြင်းတည်ပင်လျင်နော်တတိပဋ္ဌာန်အလုံးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဋကပေါင်းတော်တော်ဒီကနေ့ရှင်အနန္ဒကိုရောမြတ်ကိုမြတ်စွာဘုရားကနော်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်စန္ဒာနဲ့ပတ်သက်ပြီးတော့တင့်ရဲ့သီလသမာဓိပညာတွေကိုယူပြီးတော့ရှင်သာရိပုတ္တရာကပြိဋိနိဗ္ဗာန်ဆံသွားလို့လားမေးခဲ့တာဟုတ်လားမဟုတ်ပါဘူးဘုရားဆိုတော့မြတ်စွာဘုရားကပျက်စီးတတ်တဲ့သဘာဝတရားတွေကိုမပျက်စီးပါစေလင့်လို့တောင့်တလို့မရနိုင်ဘူးဒါတွေဟာသဘာဝတရားတွေပျက်စီးလိမ့်မယ်အဲ့ဒီပျက်စီးမယ်ဆိုတဲ့ရိုးရိုးလေးသဘာဝကိုစဉ်းစားဆင်ခြင်တဲ့ပညာနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကကိုတိဆောက်နိုင်အောင်ကြိုးစားရမှာယက်တည်နိုင်အောင်ကြိုးစားရမယ်
အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားကကိုအားကိုးရမယ်ကိုကလွဲပြီးတော့တခြားဘယ်ရာကိုမှအာမကိုးရအောင်တရားကိုသာအားကိုးရမယ်တရားကလွဲပြီးတခြားဘယ်ရာမှအာမကိုးရအောင်အဲ့တော့ဘယ်တရားကိုလဲလို့မေးတော့တတိပဋ္ဌာန်တရားကိုလို့အကျယ်အတိတ်ပဲရှင်းမပြဘူးလားရှင်းပြတယ်ဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့သည်ဒီကနေ့တတိပဋ္ဌာန်သို့မဟုတ်စစ်မှန်သောအားကိုးရာဆိုတဲ့တရားကိုနာယူကြည်ညိုပြီးတော့မိမိတို့ရဲ့ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိတဲ့ဉာဏ်ပညာကိုရဖို့အတွက်တတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ရင်းဖြင့်စစ်မှန်တဲ့အားကိုးရာကိုရှားဖွေရရှိနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်တရားဒေသနာကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်